ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေဗုဒ္ဓဘာသာဝင်ဓမ္မမိတ်ဆွေများအတွက်အနှစ်သာရပြည့်ဝတဲ့တရားဓမ္မများကိုတနေရာထဲမှာနာယူနိုင်အောင်နောက်ဓမ္မ collection channel ကနေစဉ်ဆက်မပြတ်ဖော်ပြပေးနေပါတယ်တရားနာယူရတဲ့ကုသိုလ်ကြွားကြောင့်ဘေးရန်ခသိမ်းငြိမ်းချမ်းကြပါစေလူရင်းဆန္ဒများပြည့်ဝကြပါစေတရားဓမ္မများကိုစဉ်ဆက်မပြတ်နာယူနိုင်အောင်ကျွန်တော် channel လေးအား like and subscribe လုပ်ထားရင်လည်းမေတ္တာရက်ခံပါတယ်ရန်ကုန်ကခုဖေဖော်ဝါရီလ15ရက်ရန်ကုန်မြို့ရှစ်မိုင်သဒ္ဓမရန်ဒီရိတ်ကအတင်းကျမ်းပါဠိဓမ္မသဘယ်၌ဟောကြားအပ်သောမသိခင်မှာဘာလို့ကြမလဲတရားတော်မသိခင်မှာဘာလို့ကြမလဲလို့အမိပေးထားတဲ့တရားတစ်ပုဒ်ကိုဒီနေ့ဟောကြားနာကြားရအောင်ဧကံတမယံဘဂဝါသတ္တကေဝိဟရတိတဘောဓာမိဧကံတမယအခါတစ်ပါး၌ဘဂဝါသုံးခုထထသတိနိမြတ်စွာဘုရားသည်သာသောတဟိရာရေကျော်မြို့၏နီး၌ဖြစ်သောတဘောဓာရမိတဘောဓာယံကြောင့်တိုက်၌ဝိရတိကောင်းစွာမသွေတရင်လုံးတော်မူခဲ့ပါ၏တည်းအချိန်အားဖြင့်မြတ်စွာဘုရားဒါနဲ့ကျော်မြို့တဘောဓာယံကြောင့်တိုက်မှာတရင်ကောင်းတော်မူနေတဲ့အချိန်တဘောဓာယံကြောင့်တိုက်ဆိုတာကတဘောဓာမြည့်ရဲ့အနီးနားမှာတည်ထားတဲ့ကြောင့်တိုက်ပါအဲဒီသဘောဓာမြည့်ရဲ့ထူးခြားချက်တစ်ခုကသဘောဓာမြည့်ရေဟာပူပြီးတော့နေတယ်။ဘာကြောင့်သဘောဓာမြည့်ရေပူနေရတယ်လဲဆိုရင်ဒါနဲ့ကျွန်တော်ကိုမြင်ရထားတဲ့တောင်ကြီးငါးလုံးတွေကတစ်ခုအပါဝင်ဖြစ်တဲ့ဝေဘာရတောင်ရဲ့အောက်မှာငကားကြီးရှိတယ်။အဲဒီငကားကြီးကငကားကြီးမြင်းစုပြောပါကစားကြတဲ့ရေအိုင်ကြီးကနေအဲဒီသဘောဓာနဲ့စတင်ပြီးတော့စီးဆင်းလာတယ်။နိုင်ကြီးမှာလောဟကုံကြီးရဲ့နှစ်ခုရဲ့ကြားကနေဖြတ်သန်းပြီးတော့စီးဆင်းလာတယ်။လောဟကုံကြီးရဲ့ဆိုတာကအလင်းကြောင်ကြောင်တောက်လောင်နေတဲ့တန်ဖူအိုးကြီးတွေတဲကတိုက်တိုက်ထူးနေတဲ့တန်ရီပူကြီးတန်ရီပူတွေထဲမှာငရဲလူငရဲသားများမြုပ်လိုက်ပေါ်လိုက်မြုပ်လိုက်ပေါ်လိုက်နဲ့သိရတော့ခံစားကြရတဲ့ငရဲကြီးပါ။အိုးရဲ့အဝါကနေမြုပ်သွားလိုက်တာအောက်အိုးရဲ့ကျမ်းကြီးကိုရောက်ဖို့အတွက်နှစ်ပေါင်း3000ကြာတယ်။ဘိုးရဲ့အောက်ခြေကနေအိုးအဝပြန်ရောက်ဖို့အပေါ်တက်လာတဲ့နှစ်ပေါင်း3000ကြာတယ်။အဲဒီတော့အဖြစ်လောကကုံကြီးရဲ့ညပြည့်ရဲ့ကြားကနေဖြတ်သန်းပြီးသန်းလာတဲ့အတွက်ကြောင့်သဘောဓာမြည်ရည်တွေဟာပူနေရခြင်းဖြစ်တယ်။အဲဒီသဘောဓာမြည်ရဲ့ဒီနားမှာတည်ထားတဲ့သဘောဓာယုံကျောင်းလေးပါမြတ်စွာဘုရားသတင်းသုံးတော်မူနေတဲ့အချိန်သဘောဓာယုံကျောင်းလေးကအရှင်သမိတ်တိလို့ခေါ်တဲ့ယဟန်တော်လေးတစ်ပါးတကုတော်မနေ့မှာအဲ့ဒါကစောစောထပ်ပြီးတော့ဈဉ္ဉံကမ္မထံရှိမှပေါင်းများပြီးတော့နေတယ်။အတောင်60လောက်ရှိတဲ့ဈဉ္ဉံလမ်းမှာခောက်တော့ခောက်ပြန်ဈဉ္ဉံလျှောက်ပြီးတော့မနေ့အာယုတက်တဲ့အချိန်လောက်မှာသဘောဓာမြည်တဲ့စိတ်ပြီးတော့ရေချိုးတယ်။ရေချိုးပြီးတော့ဘုံမှာပြန်တက်လာတဲ့အခါမှာသင်္ပိုင်ကိုပဲဝတ်ပြီးတော့ဧကတိကိုတော့မဟုတ်သေးပဲလက်တစ်ဖက်ကနေကင်ပြီးတော့ထားအဘောဝိခန္ဓာကမှာသုံးနေရေတွေတောက်ပြီးတော့ရေရတောက်ခံတဲ့သဘောမျိုးနဲ့ခန္ဓာကိုယ်အစိုးရတဲ့သင်္ကန်းဝတ်လိုက်မယ်အဝတ်ဝတ်လိုက်မယ်ဆိုရင်အဲ့ဒီသင်္ကန်းအဲ့ဒီအဝတ်ဟာအနန္တလည်းမကောင်းဘူးညစ်လည်းညစ်လွန်းလွယ်တယ်ဒါကြောင့်ခန္ဓာကိုယ်တစ်ပိုင်းမှာစိုးနေတဲ့ရေတွေတောက်ပြီးတော့အချောက်ခံတဲ့အနေနဲ့အဲ့ဒီကမဝတ်သေးပဲနဲ့လက်တစ်ဖက်ကကန်ပြီးတော့မတ်တက်ရက်နေတယ်အဲ့ဒီလိုရက်နေတာကိုနတ်သမီးတယောက်ကမြင်တော့အရှင်သမိတ်ရဲ့အပေါ်မှာစိတ်ကိနှစ်တဲ့တတ်မှတ်တဲ့စိတ်တွေဖြစ်အရှင်သမိတ်ဒီဆိုတာကလည်းခန္ဓာကိုယ်ချုပ်တာကျမ်းမှပြီးတော့ရုပ်သိမ်းမှုတွေအမှန်တန်ချုံမတင့်တဲ့ရဟန်းတော်ဖြစ်တယ်။ဘိငောကချုံမတင့်တဲ့ရတဲ့အထဲမှာတရားရှိမှပေါ်များပြီးကစားလည်းဖြစ်တော့တရားရဲ့အရှိန်အဝါနဲ့ရုပ်အသိကအထူးကြည်လင်တောက်ပနေတယ်။ဒီတို့ပြီးကစားလည်းဖြစ်တော့ခန္ဓာကိုယ်တန့်စင်းပြီးတော့ကြည်ကြည်လင်လင်ဖြစ်တယ်ခန္ဓာကိုယ်တစ်ပိုင်းကလည်းဧကတိမကတ်တော့ဗလာရှင်းထားတဲ့အတွက်ကြောင့်ယောက်ျားတစ်ယောက်ရဲ့ပင်ကိုယ်အလှတွေဟာနည်းနည်းဆက်ပေါ်လွင်နေတဲ့အတွက်နတ်သမီးကအရှင်သမိတ်ကိုမြင်တော့စိတ်ကြီးနေတဲ့တမတ်တဲ့စိတ်တွေဖြစ်ပြီးတော့ကောင်းကင်ဘဝကနေမတ်တက်ရက်ပြီးတော့အရှင်သမိတ်ကိုစကားတခွန်းနှံ့ပြောလိုက်တယ်။အဘုဒ္ဓဝဘိက္ခတိဘိက္ခုနိုင်ဗုဒ္ဓနာဘိက္ခတိဗုဒ္ဓဝနာဘိက္ခုဘိက္ခတုမာတံကာလောဥပ္ပစကာယဟ
သိမီအသက်အားဖြင့်လည်းအမတန်ငယ်ပါသေးတယ်အရွယ်အားဖြင့်လည်းအမတန်မြင့်ပြူပါသေးတယ်ရုပ်ဆင်းဥပဒေအားဖြင့်လည်းအမတန်ချောမောတင့်တယ်လှပါတယ်ခန္ဓာကိုယ်အတွေ့အကြုံအင်အားကြီးပြည့်ဝပြီးတော့ကျမ်းမှာတန်ဆွမ်းနေတယ်ဒီလိုချိန်ရုံးမှာလောကီအာယောကာမဂုဏ်ချမ်းသာတွေကိုမခံစားဘဲနဲ့ဘာဖြစ်လို့ယဟန်တရားပွားများအားထုတ်နေရတာလဲဘုရားငယ်တုန်းဆယ်တုန်းတန်တုန်းညလုံးမှာလောကီအာယောကာမဂုဏ်ချမ်းသာတွေကိုမခံစားဘဲနဲ့ယဟန်တရားပွားများအားထုတ်မှုမပြုသင့်ပါဘူးလောကီအာယောကာမဂုဏ်ချမ်းသာဆိုတာငယ်တုန်းဆယ်တုန်းခံစားမှကောင်းတာသင်ကမခံစားဘဲနဲ့ယဟန်တရားပွားများအားထုတ်နေတော့ကာမဂုဏ်ချမ်းသာခံစားရတဲ့အချိန်ကောင်းအခွင့်ကောင်းကြီးတင်လည်းဆုံးရှုံးသွားမှာပေါ့အခွင့်ကောင်းလို့တော့လည်းမထွက်လိုက်စမ်းပါနဲ့ငယ်တုန်းငယ်တုန်းမှာလောကီအာယုကာမဂုဏ်ချမ်းသာတွေကိုအားရပါရပြည့်ပြည့်ဝဝခံစားပြီးတော့မှအသက်ကြီးတဲ့အချိန်ကြမှာလည်းယဟန်တရားပွားများအားထုတ်စမ်းပါတမန်တော်ကကောင်းရာကောင်းကြောင်းအတွက်ယဟန်တရားပွားများအားထုတ်တယ်ဆိုတာအသက်ကြီးမှအားထုတ်တာလည်းကောင်းပါလေအဲဒီတော့နတ်သမီးကပြောတော့အရှင်သမိတ်ကြီးကပြန်ပြီးတော့မိန့်ကြားတော့ပူပါတယ်ကာလဝဟနာသန္တာမိသံနောကာလောနတိတတိတသမအဘုဒ္ဓဝသိအမိမမံကာလောသစ္စကာဒေဝတိတေဩနတမိအံငါတိကာလသိရမယ့်အချိန်ကဂုဏသန္တာမိမသိပါကာလသိရမယ့်အချိန်ကဒီသံတော်ဖုံးကွယ်သအတိတိမိငါအနတ္တိတတိမထင်ရှားပါတသမတို့ကြောင့်အင်္ဂါတိအဘုဒ္ဓဝလောကီအာယုကာမဂုဏ်ချမ်းသာတို့ကိုမခံစားတော့ဘဲနဲ့ဒိဋ္ဌာမိယဟတရားပွားများအားထုတ်နေရပါလို့ကာလောယဟတရားပွားများအားထုတ်ရမယ်အချိန်ကောင်းကာကောင်းကြီးဒီမင်္ဂလာဘုံမှာဥပ္ပေဇကကြုံလို့မတော်ပါစေနဲ့လို့နှလုံးသွင်းပြီးတော့ဒိဋ္ဌာမိယတရားပွားများအားထုတ်နေရပါပြီတည်းနတ်သမီးတရားငါ့ကိုအသက်အကျင့်ငယ်လေးလို့ရရချင်းမြင့်ပြိုလေးလို့ရဟန်းများပွားများအားထုတ်မှုမပြုပါနဲ့အောင်အာယောကာမဂုဏ်ချမ်းသာတွေကိုပဲခံစားပါအောင်လို့သင်ကပြောတယ်အသက်ကြီးမှပဲရဟန်းများကိုပွားများအားထုတ်ပါလို့သင်ကပြောတယ်ဒါပေမဲ့ငါကတော့သိရမယ့်အချိန်ကိုကြိုတင်ပြီးတော့မသိပါဘူးအသက်ကြီးမှပဲသိရမယ်အသက်ငယ်တုန်းတော့မသိသေးဘူးလို့ငါသိရမယ့်အချိန်ကိုအဲ့ဒီတော့ခံမလို့မရပါဘူးအဲ့ဒါဒီမှာပဲတရားအားထုတ်တော့မယ်တဲ့ငယ်တော့ကာမဂုဏ်အာယုံခံစားအောင်မယ်လို့ဒီမှန်းထားပြီးနဲ့အဲ့ဒါကြီးရဲ့စီငါကအသက်မရှင်ရဘဲနဲ့အဲ့ဒါငယ်တော့ညာသိပါခဲ့ရင်ရဟန်းတရားပွားများတော့ရမယ်အချိန်တော့အခွင့်ကောင်းကြီးငါလည်းလို့ဆုံးရှုံးသွားမှာပေါ့အချိန်တော့အခွင့်ကောင်းကြီးတော့ငါလည်းလို့အဆုံးရှုံးမခံနိုင်ဘူးအဆုံးရှုံးမခံဘူးဆိုတဲ့စိတ်နဲ့ငါဒီရဟန်းတရားပွားများအားထုတ်မှုပြုနေရခြင်းဖြစ်ပါတယ်လောကီအာယုကာမဂုဏ်ချမ်းသာတွေကိုမခံစားတော့ဘဲနဲ့ယဟန်တရားပွားများအားထုတ်နေရခြင်းဖြစ်ပါတယ်နတ်သမီးအရှင်သမိတ်ရဲ့ဖြေကြားချက်ကိုကောက်ချက်ချကြည့်လိုက်မယ်ဆိုရင်အရှင်သမိတ်ဟာဒီတရားကိုအမြဲတမ်းဆင်ခြင်နေတယ်ဒီတရားကိုအမြဲတမ်းတတိယနေတယ်အချိန်မရွေးသိသွားနိုင်တယ်ဆိုတဲ့အပိအရှင်သမိတ်ရဲ့နှလုံးသားထဲမှာဆွေးဆွေးနေနေရှိတယ်ဆိုတာကိုကောက်ချက်ချလို့ရတယ်နောက်တစ်ခုကောက်ချက်ချနိုင်တာကဒီတရားကိုသင်ရင်ပွားများမှုပါယဟန်တရားပွားများအားထုတ်မှုကိုအင်အားကြီးမှစွာနဲ့အထောက်အကူပြုတယ်ဆိုတဲ့အချက်ပါပဲယဟန်တရားပွားများအားထုတ်တယ်ဆိုတာအဓိကအားဖြင့်ဝိပဿနာလို့အားထုတ်ခြင်းပါပဲသီလသမာဓိကိုအခြေခံပြီးတော့ဝိပဿနာလို့အားထုတ်တာကိုပဲယဟန်တရားပွားများအားထုတ်တယ်လို့ခေါ်ပါတယ်ဒီတရားကိုသင်ရင်အောင်မြင်မှုဟာဝိပဿနာလို့အားထုတ်မှုကိုအင်အားကြီးမှစွာနဲ့အထောက်အကူပြုတယ်ဒီတရားကိုမသိခြင်းကြီးတဲ့ပုဂ္ဂိုလ်များကတော့အကာအလုပ်တွေလည်းပဲအချိန်ကုန်နေတတ်တယ်။အဲ့ဒါလည်းရှိတဲ့ကိစ္စတွေကိုမေ့လျော့ပြီးတော့နေတတ်ကြ။နောက်ဒီအယုံကမကုန်တဲ့နိုင်ကိုခံစားတယ်။မကောင်းမှုဒုစရိုက်တွေကိုပြုရဲဆိုတာကတော့အကာအလုပ်တွေလုပ်နေတယ်ဆိုတာသင်ရှားပြီးသားပါ။အဲ့ဒီအကာတွေမလုပ်ပါဘူးကုသိုလ်ကိစ္စတွေပဲလုပ်နေတယ်လို့ဆိုပြန်တော့လည်းပဲကုသိုလ်အမြင်ခံစားတဲ့အဘောယဂုံမကာသနာသင်္ဘောကြောကြမှုလက်လာပါဆက်ရှိတဲ့အကျိုးတွေအတွက်ပဲအချိန်ကုန်နေတော့အဲ့ဒီအလုပ်တွေလုပ်နေတာလည်းပဲအကာကိစ္စတွေနဲ့အချိန်ကုန်နေကြမှာပဲအဲ့ဒီအကာကိစ္စတွေလည်းမလုပ်ပါဘူးအနည်းဆက်အနည်းမှဖြစ်တဲ့ဝိပဿနာလုပ်ကိုပဲအထုတ်တယ်လို့ဆိုပြန်တော့လည်းပဲအဲ့ဒီဝိပဿနာလုပ်ကိုအေးအေးဆေးဆေးဖြည်းဖြည်းလေးလေးပေါ့ပေါ့ရော့ရော့နဲ့အထုတ်နေတတ်ကြတယ်ဒီလိုများကိုမစင်ချင်းမိဘူးဆိုရင်ပေါ့
တေခြင်းတရားကိုသင်ခြင်းမိတဲ့ပုဂ္ဂိုလ်ကတော့ဝိပဿနာအလုပ်ကိုအချိန်အောင်ကောင်းကောင်းအင်အားပါပါစွန့်ရည်ပြည့်ပြည့်နဲ့အလုပ်လုပ်ဖြစ်ပါတယ်။ဒါကြောင့်အပေါ်ယံအကာလိတ္တတွေနဲ့အချိန်မကုန်မနဲ့အနှစ်စဉ်အနှစ်မှဖြစ်တဲ့အလုပ်တွေကိုဥသာပြုပြီးလုပ်နိုင်လို့အတွက်တေခြင်းတရားကိုအမြင်မဲ့ဆင်ခြင်ကြရမယ်။တနေ့ကျရင်သိရမှာပဲဆိုတဲ့အသိအချိန်မရေသိပါနိုင်တယ်ဆိုတဲ့အသိနှလုံးသားထဲမှာဆွေဆွေနေနေရှိနေအောင်ကြိုးစားကြရမယ်။တနေ့ကျရင်သိရမှာပဲဆိုတဲ့အသိကတော့သိခြင်းတရားကိုအဝေးမှာထားပြီးဆင်ခြင်တဲ့သဘောသက်ရောက်ပါတယ်။ဒါပေမဲ့လည်းအဲဒီဆင်ခြင်မှုကလိုအပ်တဲ့ဆင်ခြင်မှုပါပဲ။တနေ့ကျရင်သိရမှာပဲလို့ဆင်ခြင်ထားတဲ့ပုဂ္ဂိုလ်ဟာလောကဓာတ်တရားတွေနဲ့ကြုံတွေ့လာတဲ့အခါမှာခံနိုင်ရရှိပါလူရတော့ဖြစ်နေတော့လောကဓာတ်ဆိုတာဓမ္မဘာဘုံဓမ္မနဲ့ညာကြုံတွေ့နေရတာအကြည့်ပါပဲလာဘောအလာဘောတခါကျမှပစ္စည်းဥဒ္ဒါရိတိဆုံးတခါကျမှပစ္စည်းဥဒ္ဒါကျွတ်တဲ့ရသောအရသောတခါကျမှချမ်းရနေပေါ်မြတခါကျမှချမ်းရနေကင်းမဲ့နေတာပဒန္တတခါကျမှကိရဲ့ခံရတခါကျမှချီးမွမ်းခံရဒုက္ခတခါကျမှကိုယ်စိတ်နှစ်ပါးချမ်းသာတခါကျမှကိုယ်စိတ်နှစ်ပါးဆင်းရဲအဲ့ဒီလိုနဲ့လောကဓာတ်တစ်ပါးတစ်ပါးသုံးလုံးတစ်ပါးနဲ့များတဲ့လောကဓာတ်တွေနဲ့လူအားဖြင့်အချိန်တိုင်းတွေ့ကြုံနေကြရတာပါပဲအဲ့ဒီလိုလောကဓာတ်နဲ့တွေ့ကြုံလာတဲ့အခါမှာတဏှိတိုင်းတရားမှာပဲလို့ဆင်ခြင်လိုက်မယ်ဆိုရင်ကြုံလာတဲ့လောကဓာတ်ကိုခန္ဓာကြီးရှိသွားပါတယ်ကြုံလာကမှသောတာငင်းကဆင်ခြင်မယ်ဆိုရင်တော့သိစိတ်မချရဘူးလောကဓာတ်နဲ့မကြုံတွေ့သေးခင်အကျုံတွေ့သေးဆိုတာကအမှန်ကတော့လောကဓာတ်ဆိုတာကတော့အချိန်တိုင်းကြုံတွေ့နေတာကြီးပါပဲတော့လည်းတိတိသာသာဆိုတဲ့လောကဓာတ်တိတိသာသာကောင်းတဲ့လောကဓာတ်ကမှလူအများကလောကဓာတ်လို့သတ်မှတ်ကြတော့အဲ့ဒီကိုသိတာသင်ရှားတဲ့လောကဓာတ်နေတဲ့မကြုံတွေ့ခင်ကတည်းကတနေ့ကျရင်သိရမှာပဲလို့သက္ကတဆင်ញင်ထားနိုင်တယ်အင်အားပါအောင်ဆင်ញင်ထားနိုင်တယ်ဆိုရင်တကယ်တမ်းသိတာသင်ရှားတဲ့လောကဓာတ်ကြုံလာတဲ့အခါမှာတနေ့ကျရင်သိရမှာပဲလို့ဆင်ញင်လိုက်ရုံနဲ့လောကဓာတ်ကိုအလိုအလျောက်ခံနိုင်ရရှိသွားပါတယ်သိရရကိုဆင်ခြင်မှုရဲ့အစွမ်းတတိဟာအမတန်ဟောစရာကောင်းတနည်းတိုင်းတရားမှာပဲလို့ဆင်ခြင်မှုဟာဘဝမှာလူရင်စံတတ်ပြီးမများဖို့အတွက်ကိုလည်းပဲထောက်ကူပြုတယ်လူအားရအများကြီးဘဝမှာလူရင်စံတတ်ပြီးသိပြီးတော့များနေတတ်တတ်ဟောလည်းဖြစ်ခြင်းတရားလည်းဖြစ်ခြင်းဟောလည်းလှုပ်ခြင်းတရားလည်းလှုပ်ခြင်းဟောလည်းရည်ခြင်းတရားလည်းရည်ခြင်းလူရင်စံတတ်ပြီးများနေတတ်တတ်တချို့ကြတော့ကိုယ်ကိုယ်ကလူရင်ဆန္ဒများရင်မကောင်းကိုယ်နဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်တွေအတွက်ကလူရင်ဆန္ဒများနေတတ်ကြတယ်။ကိုယ်နဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်တွေကိုဟောလည်းဖြစ်သေးခြင်းတရားလည်းဖြစ်သေးခြင်းဟောလည်းလုပ်သေးခြင်းတရားလည်းလုပ်သေးခြင်းကိုယ်ကုံလေးလည်းယူသေးခြင်းဒီကုံလေးလည်းယူသေးခြင်းစသည်အားဖြင့်လူရင်ဆန္ဒတွေများနေတတ်ကြတယ်။အဲဒီလူရင်ဆန္ဒကဘဝအေးချမ်းမှုကိုဖြစ်စေတဲ့လူရင်ဆန္ဒဆိုရင်တော့တော်ပါပြီ။ဘဝအေးချမ်းမှုကိုပြည့်စည်စေတဲ့လူရင်ဆန္ဒဆိုရင်တော့ဥပမာကုမကမနာတို့ထင်ပေါ်ကြော်ကြားမှုတို့အဲဒီလူရင်သန္တာမျိုးဆိုရင်တော့အဲဒီလူရင်သန္တာကိုအကောင်အထည်ပေါ်နေတဲ့အချိန်မှလည်းပဲလောဘစိတ်လောဘအပူနဲ့ပင်ပန်းဆင်းရဲရပါတယ်အကောင်အထည်ပေါ်လာလို့မိလူချင်းနဲ့ကုမကမနာထင်ပေါ်ကြော်ကြားမှုရပြန်တော့လေတောကစိတ်တောကအပူနဲ့ပင်ပန်းဆင်းရဲရပါတယ်ဂုံကြီးလေအပူကြီးလေတန်တော်ကြော်ကြားလေပင်ပန်းဆင်းရဲနေပါပဲတနေ့ကျရင်တရားမှာပဲလို့သင်ញင်ထားနိုင်တဲ့ပုဂ္ဂိုလ်တနေ့ကျရင်တရားမှာပဲဆိုတဲ့ခံစားချက်ထင်ထင်ရှားရှားဖြစ်နေတဲ့ပုဂ္ဂိုလ်ကတော့ဒီနေ့ဆိုလည်းလွန်ရင်သန္တာမများတော့တဲ့အတွက်ကြောင့်စိတ်အေးချမ်းပါလေဒီနေ့နဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်တွေအတွက်လည်းလွန်ရင်သန္တာမများတော့တဲ့အတွက်ကြောင့်ဒီနေ့နဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်ကမိမိရဲ့လွန်ရင်သန္တာကိုဖြည့်မပေးတဲ့အခါမှာစိတ်ပင်ပန်းဆင်းရဲခြင်းမဖြစ်တော့တဲ့အတွက်ကြောင့်စိတ်အေးချမ်းရပါလေတို့တောင်းရတဲ့ဘဝလေးမှာစိတ်အေးချမ်းစွာနေသွားရဖို့ကအဓိကပါပဲအဲဒါကအချိန်မီသိသွားနိုင်တယ်ဆိုတဲ့ဆင်ခြင်မှုတနည်းအားဖြင့်ခဏလေးသိဉ္ဇသိသွားနိုင်တယ်ဆိုတဲ့ဆင်ခြင်မှုဒီဆင်ခြင်မှုကတော့အရေးအကြီးဆုံးပါပဲအချိန်မီသိသွားနိုင်တယ်လို့အချိန်မီသိသွားနိုင်တယ်လို့ဆင်ခြင်ထားနိုင်တဲ့ပုဂ္ဂိုလ်ဟာဒီနေ့ရဲ့အလုံးသားမှာသိဆိုးစိတ်ရုပ်စိတ်ပုတ်တေကိုလက်ခံမှာမဟုတ်တော့ပါဘူးစိတ်ကောင်းစိတ်ရဲ့စိတ်တန်ကလေးတွေကိုပဲလက်ခံထားမှာမွေးမြူထားမှာဖြစ်ပါလေအချိန်တည်းပြီးသွားနိုင်ရဲ့ဆိုတဲ့အသိရှိနေတဲ့ပုံမှာမိမိရဲ့အာနာမဝိပဿနာစိတ်ကလေးအဆက်မပြတ်ဖြစ်နေအောင်လည်းပဲကြိုးစားအားထုတ်ဖြစ်ပါတယ်ဝိပဿနာစိတ်ကလေးအစိတ်အဆက်မပြတ်ဖြစ်နေတော့ကတော့အရေးအကြီးဆုံးပါပဲဒီနေ့တော့မျက်မှောက်ပြုခြင်းနဲ့နိဗ္ဗာန်ဆိုတာကမဲ့စိတ်ဖြစ်မှမျက်မှောက်ပြုနိုင်တာ
မဲစိတ်ဆိုတာကလည်းနေရတိုင်းနဲ့အလိုလျောက်ဖြစ်လာတာမဟုတ်ဘူးမဲစိတ်ရဲ့ရှေ့မှာဝိပဿနာစိတ်ရှိရတယ်ရှိတယ်လို့ဆိုတဲ့နေရာမှာလည်းတာမန်ရှန်နာလေးရှိရမှာမဟုတ်ဘူးအင်အားရှိတဲ့ဝိပဿနာစိတ်ရင်းကျက်တဲ့ဝိပဿနာစိတ်ရှိနေရမယ်အင်အားရှိတဲ့ဝိပဿနာစိတ်ရင်းကျက်တဲ့ဝိပဿနာစိတ်ဖြစ်ဖို့ဆိုတာကလည်းတော့ကြောရုံလေးအားထုတ်ရုံနဲ့တော့မဖြစ်နိုင်ဘူးဝိပဿနာစိတ်တဲ့စိတ်တဲ့အစမပြတ်ဖြစ်နေမှသာအားရှိတဲ့ဝိပဿနာစိတ်ရင်းကျက်တဲ့ဝိပဿနာစိတ်ဖြစ်နိုင်တယ်ဝိပဿနာစိတ်တဲ့စိတ်တဲ့အစမပြတ်ဖြစ်ဖို့ဆိုတာကလည်းတိုင်းတဲ့အချိန်မှမှတ်ရုံဒီနေ့ချိန်မှမှတ်ရုံလေးနဲ့ဝိပဿနာစိတ်တဲ့စိတ်တဲ့အမြဲတမ်းမဖြစ်နိုင်ဘူးအထူးသဖြင့်ဝိပဿနာလေးဆောင်ရွက်နေတဲ့အချိန်မှလည်းပဲအထူးသဖြင့်လေးအမှတ်ကလေးတွေကိုအထူးတန်ဖိုးထားပြီးတော့လေးလေးစားစားရှုမှတ်မှသာလျှင်ဒီနေ့တဏ္ဍာမဝိပဿနာစိတ်တဲ့စိတ်တဲ့အစမပြတ်ဖြစ်နေမယ်အဲဒီဝိပဿနာစိတ်တဲ့စိတ်တဲ့အစမပြတ်ထက်ကဖြစ်ပါများတော့မှဝိပဿနာစိတ်ကအားရှိလာရင့်ကျက်လာပြီးတော့အားရှိတော့ရင့်ကျက်သောဝိပဿနာစိတ်ရဲ့အချမ်းမဲ့မှာမဲ့စိတ်ဖြစ်ပြီးတော့ဒီနေ့လိုလိုလားတောင်းတတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ကြမှာဖြစ်တယ်ဒီတော့ဝိပဿနာလိုအထုတ်နေကြတဲ့ပုဂ္ဂိုလ်များရဲ့အကြီးဆုံးတာဝန်ဟာဒီနေ့ရဲ့တဏ္ဍာမဝိပဿနာစိတ်ကလေးအစမပြတ်ဖြစ်နေအောင်ကြိုးစားအားထုတ်ဖို့ပါပဲအချိန်လေးပြီးပါနိုင်တယ်ဆိုတဲ့အသည့်ရှိနေတဲ့ပုဂ္ဂိုလ်ဟာအချိန်တိုင်းဝိပဿနာစိတ်ကလေးဖြစ်အောင်ကြိုးစားအားထုတ်ဖြစ်ပါတယ်ဒါကြောင့်တော့ခန္ဓာကြီးရှိဖို့နဲ့ဘဝမှာလူရင်းသဏ္ဍာန်တွေမများဘူးအတွက်တဏှိကြရင်တရားမှာပဲလို့ပေသေးပြနဲ့ပတ်သက်ပြီးတော့ဆင်ခြင်ကြရပါမယ်စိတ်ကောင်းနှလုံးကောင်းရှိဖို့နဲ့ဝိပဿနာစိတ်ကလေးအစမပြတ်ဖြစ်ဖို့အတွက်အချိန်မရွေးပြီးပါနိုင်တယ်။သို့မဟုတ်ခဏကြီးသိရင်ပြီးပါနိုင်တယ်လို့ပေသေးပြနဲ့ပတ်သက်ပြီးတော့ဆင်ခြင်ကြရပါမယ်။ဒါကြောင့်မရဏတတိအနုယုတောဘိက္ခုတတ္တသံအပမတောဟောတိဘေကဝေသိဏနိဗ္ဗာန်จิตသားจิตသမီးတို့မရဏတတိဘေရတရားကိုဆင်ခြင်အောင်မြင်ခြင်းခေါ်တဲ့မရဏတတိတရားကိုအနုယုတောဗမ္မာအတုတော်ဘိက္ခုယဟန်ဝါပုဂ္ဂိုလ်သည်တတ္တတံအမြဲမပြတ်အပမတောအပမရတရားနှင့်ပြီးဆုံးပြီးအပမတောအနှစ်စဉ်နှစ်မှဖြစ်တဲ့ကုသိုလ်အလုပ်ဝိပဿနာလုပ်တဲ့မမိတ်မလျော်ခြင်းခေါ်တဲ့တတိတရားနှင့်ပြီးဆုံးပြီးဟောဒီသုဇမသွေဖြစ်ပါပေတည်းကာလဝါဒသာနာမိတရားနဲ့အချိန်ကိုမသိနိုင်ဘူးဆိုတဲ့သရိုင်းချက်မှာတရားကိုမသိနိုင်ဘူးဆိုတာအတိတရားနဲ့အချိန်ကိုမသိနိုင်ဘူးဆိုတာအတိအကျမသိနိုင်တာကိုပြောတာပါခမန်းနေအဖြစ်တော့သိကြတာများပါတယ်ခမန်းတဲ့အတိုင်းလည်းအထိုက်အလျောက်တော့အချုပ်မှန်ကြတာများပါတယ်ကျမကြီးကလည်းကောင်းနေမယ်အစာအာဟာရကလည်းတည်ဆုံးနေမယ်စသည်အားဖြင့်အကြောင်းအရာကြီးမြင့်နေမယ်ဆိုရင်တော့တပတ်အတွင်းတစ်လအတွင်းတစ်နှစ်အတွင်းစသည်အားဖြင့်အတ္တဘာဝအတွင်းမှာတော့မသိသေးဘူးလို့ခံမှန်းကြတာများပါတယ်ခံမှန်းတဲ့အတိုင်းလည်းပဲအတိုင်းလည်းအသက်ရှင်ကြတာတော့များပါတယ်တော့လည်းအတိအကျတော့မသိနိုင်ဘူးမသိသေးဘူးလို့ခံမှန်းတဲ့ကာလလေးအတွင်းမှာပဲမမျှော်လင့်တဲ့အကြောင်းမမျှော်လင့်တဲ့အကြောင်းများတွေကြုံတွေ့ပြီးတော့သိဆုံးသွားကြရတာလည်းရှိတယ်သိရတယ်လို့သိရတော့သိထားတဲ့ယောဂရှိနေတဲ့ပုဂ္ဂိုလ်တောင်မှတလားတော့ခံအောင်ပဲတနေ့တော့ခံအောင်ပဲတလားတနေ့တော့မသိသေးဘူးလို့သတ်မှတ်ထားတဲ့ပုဂ္ဂိုလ်တောင်မှသိနေတော့မကျင်တဲ့ကာလလေးအတွင်းမှာရုပ်တည်သိဆုံးသွားတာလည်းရှိတတ်တယ်တခြားကားတိုက်တာတို့ကားမောက်တာတို့သိမ်းမောမြုပ်တာတို့လင်းကျက်တာတို့မီးလောင်တာတို့စသဖြင့်အကြောင်းအရာတွေကြုံတွေ့သွားတဲ့အခါမှာလည်းရုပ်တည်သိဆုံးသွားရတာပဲအဲ့ဒီလိုသိဆုံးသွားတဲ့ပုဂ္ဂိုလ်တွေကကိုယ့်ကိုယ်ကိုသိလိမ့်မယ်လို့ခံမမထားတဲ့ကာလအတွင်းမှာသိဆုံးသွားတဲ့ပုဂ္ဂိုလ်တွေကြီးပါပဲဘုဒ္ဓဘာသာကပဲမြို့နယ်တစ်ခုကကျေးရွာတစ်ခုမှာဘုရားမင်းကိုအစပြုပြီးလေအဲလေးတစ်လုံးလေခွန်းနဲ့လေအဲလေးတစ်လုံးမီးလောင်ပါခဲ့တယ်လေအဲပြောနေကြတဲ့သူ900မီးရဲပါပြီးတော့မီးလောင်ပြီးတော့သိဆုံးသွားကြအဲ့ဒီမီးလောင်ပြီးတော့သိဆုံးသွားတဲ့900ဒီကနေ့ညတို့သိရမှာပဲလို့ကြိုပြီးတော့မသိကြပါဘူးသိနိုင်မယ်လို့ကြိုတင်ခံမမထားပဲနဲ့ရုပ်တရက်သိဆုံးသွားကြတာပါမကြခင်လေးကပဲနိုင်ငံတစ်ခုကဘောလုံးပွဲတစ်ခုမှာလက်မအတူရောက်တဲ့ပုံကိုယ်တွေကြောင့်ဒီဘောလုံးပွဲထဲမှာဆန်းတဲ့လူဦးရေတဲ့သာပေါင်းများစွာပြည့်ရှမ်းသွားတဲ့အတွက်ကြောင့်လူတွေတယောက်နဲ့တယောက်တုံးမိတိုင်းမိတက်မိနေမိရတဲ့အတွက်ကြောင့်လူပေါင်း80ကျော်သိဆုံးသွားကြတယ်အဲဒီ
တေသောတဲ့ကိုရနဲ့တို့ကိုတို့သိနေမယ်လို့ကြိုပြီးတော့မသိကြပါဘူးသိနေကြတာကြိုပြီးတော့သိရင်တို့ဒီဘောလုံးပွဲကိုလာကြမှာမဟုတ်ပါဘူးဘောလုံးပွဲမှာပြရှင်နေပြောပါပါအားပေးလိုက်နေကြည့်ရှုလိုက်နေဆိုတဲ့ဒီဝိတဲ့နဲ့လာကြတဲ့သူကြီးပါပဲတော်တော်လေးမျိုးလေးနဲ့ကြောင်းတရားနဲ့ကြုံတွေ့ပြီးတော့သေဆုံးသွားကြရပါတယ်မကြခင်တဲ့ဘိုင်းကပဲရုပ်တမျိုးကယောဂီမာလီတရားအဲ့ဒါ9နှစ်ပဲရှိတဲ့ယောဂီမာလီတရားဒီမှာတရားစကားဖွင့်တော့သူကတရားစကားမှာဝင်ပြီးတရားအားထုတ်ခြင်းတဲ့အကြောင်းသူ့ရဲ့ဖခင်ကိုဖွင့်တောင်းတယ်သူ့ရဲ့ဖခင်ကသမီးအသက်ကငယ်ပါသေးတယ်အသက်ကြီးမှပဲအားထုတ်ပါသမီးအတွက်တရားအားထုတ်ဖို့အချိန်အများကြီးကြာပါသေးတယ်အားမထုတ်ပါနဲ့ဟုတ်လို့ဘေးကတားဒါသမီးကပြန်ပြောတယ်အဖေအသက်ကြီးမှပဲသိလိမ့်မယ်အသက်ငယ်တော့မသိဘူးလို့ပဲရှိပါမလဲသိရင်လည်းအသက်ကြီးတဲ့လူစီကိုလည်းသွားတယ်အသက်ငယ်တဲ့လူစီကိုလည်းရောက်လာတာပါပဲအသက်ကြီးတဲ့အထိမနေရဘဲနဲ့အသက်ငယ်တော့မှသမီးသေးသွားခဲ့ရင်တရားအားထုတ်ခွင့်ရမှာမဟုတ်တော့ဘူးဒါကြောင့်တရားအားထုတ်ခွင့်ပြုပါလို့အတန်တန်တောင်းပန်တဲ့အတွက်ကြောင့်ဖခင်ကခွင့်ပြုလိုက်တရားစခန်းပြီးပါလို့7 ရက်ကြာတဲ့အချိန်မှာနေ့လည်တဲ့ရေထွန်းရင်းနဲ့အဖျားဝင်ပြီးတော့ရုတ်တရက်ပြေဆုံးသွားတယ်အဲ့ဒီယောဂီမာရီသူ့ကိုယ်သူတရားစကားမျိုးကို7 ရက်ကြာရင်သိလို့မယ်လို့ကြိုပြီးတော့မသိခဲ့ပါဘူးသူ့ရဲ့ဖခင်ကလည်းသူ့သမီးဟာတရားစကားပြီးတဲ့အချိန်မှာသိဆုံးသွားလိမ့်မယ်လို့ကြိုပြီးတော့မသိခဲ့ပါဘူးဓမ္မကြီးကလည်းကောင်းနေတဲ့အသက်ကလည်းနေပြီးတယ်ဆိုတော့ဒီ19နှစ်ရဲ့သမီးငယ်လေးအတွက်သိသေးတရားဆိုတာဘယ်လိုမှမျှော်လင့်မထားတဲ့တရားတစ်ခုပါဒါပေမဲ့လည်းမမျှော်လင့်မဲကြောက်ရောက်လာခဲ့ပါတယ်ဖခင်ရဲ့စကားကနားထောင်ပြီးတော့တရားစကားမဝင်နိုင်ဘူးဆိုရင်တော့သူ့ရဲ့ဘဝသူ့ရဲ့တမန်တော်ခကြီးဟာအမတန်ဝင်လေးစရာကောင်းတာပါတယ်ဒါကြောင့်အသက်ကြီးမှပဲတရားအားထုတ်မယ်အသက်ငယ်တော့အားမထုတ်သေးဘူးယောဂီအာယုကံကုန်ချမ်းသာနေတယ်ပဲကြောင်ပါပါကြီးနေလိုက်အောင်မယ်ဆိုတဲ့အယူအဆဟာအဲ့ဒါကြီးတဲ့မိမိကမနေရဘဲနဲ့အသက်ငယ်နေတဲ့အဲ့ဒီပုဂ္ဂိုလ်တွေသေဆုံးသွားကြမယ်ဆိုရင်ကိုကြိုးနေကြလိမ့်မယ်တကယ်တော့လည်းတရားလို့အားထုတ်တယ်ဆိုတာအသက်ငယ်ဆုံးမှပို့ပြီးတော့အားထုတ်လို့ကောင်းတာပါအသက်ကြီးသွားပြီဆိုရင်ကိုယ်အားညာအားသိစွမ်းအားကုန်ခန်းသွားပြီဖြစ်တဲ့အတွက်ကြောင့်သင်္လာလောက်သိရှိတဲ့လောက်တရားအားထုတ်လို့မဖြစ်တော့ပါဘူးသိရှိတဲ့လောက်လို့ဆိုရပေမဲ့လို့လည်းသိလည်းမရှိတော့ပါဘူးတရားထုတ်ခြင်းနဲ့သိတော့ရှိတယ်ဒါပေမဲ့ကိုယ်ကမလိုက်လို့သိအားမထုတ်နိုင်တော့ဘူးလို့စကားရပြောတာအဲ့ဒါအလကားပြောတာလူကြားကောင်းအောင်ပြောတာတကယ်တော့သိဘူးမရှိတော့တာဒါကအဲ့ငယ်တော့ကျေတော့မှတရားအားထုတ်တာကိုယ်အညာသိစွမ်းအားထက်မြက်နေတဲ့အတွက်ကြောင့်ငယ်တော့တရားအားထုတ်တာပို့ပြီးတော့ကောင်းတယ်ပို့ပြီးတော့တရားတရားနဲ့ရဖို့အတွက်သိချရတယ်ဒါကြောင့်တိုက်ခဲ့တဲ့ဘုရားအာနာတော်ကြီးနဲ့တွေ့ကြုံနေတဲ့အခိုက်မှာဓမ္မရာကဘုံချမ်းသာလေးကိုကြည့်တဲ့နဲ့မောင်မောင်ဆောက်ကိုင်းပြီးတော့ထားကြမယ်ဆိုရင်ဒီမိတော့အသိဉာဏ်နဲ့ရောက်သွားလိမ့်မယ်အသက်ကြီးမှပဲအားထုတ်မယ်အသက်ငယ်တော့အားမထုတ်ဘူးလို့ကြီးမှန်းထားပြီးနဲ့ငယ်တော့မှရုပ်ရည်အသေးဆုံးသွားခဲ့ရင်မိမိတို့အားထုတ်ရဘာမှရှိမှာမဟုတ်တော့ဘူးသိရမယ်အချိန်ကတော့ကြိုပြီးတော့ဘယ်လိုနည်းနဲ့မှမသိနိုင်ဘူးအချိန်ကိုလည်းမသိနိုင်မှာမဟုတ်ပါဘူးသိချင်းချင်းနဲ့ပတ်သက်ပြီးတော့မသိနိုင်တဲ့အချက်က9ချက်ရှိပါတယ်ဇီဝိတံယတိကာလောတဒေဟနိတိပနံဂတိအင်စေတိဒီဝါလောကသမေယနိမိတ်တာနာယရေဇီဝိတဘယ်အတ္တမှာသိလဲဆိုတာလည်းမသိနိုင်ကြဘူးတတ္တဝါတွေဟာဘယ်အတ္တရှိနေရတယ်ဘယ်အတ္တမှာပဲဘယ်အတ္တရောရောက်ရှိအာလုံးသိကြရတယ်လို့သတ်မှတ်ချက်မရှိပါဘူးအမိဝါနောအမိဝါအတွင်းမှာလည်းကလလရည်ရည်ခိုင်မှာပဲဖြစ်ဖြစ်ဒီမြုပ်အရွယ်ဒီမြုပ်ဖြစ်နေတဲ့အချိန်မှာလည်းဖြစ်ဖြစ်သက်ရဖြစ်အမိဝါအတွင်းမှာလည်းအချိန်မျိုးမှာသိဆုံးသွားနိုင်တာပဲအမိဝါမှာဆက်လာကြတယ်လေနိုင်စားတဲ့နိုင်ပိုင်းအတွင်းတရက်နှစ်ရက်စားတဲ့ရပိုင်းအတွင်းတစ်ပတ်နှစ်ပတ်စားတဲ့အချိန်ကာလအတွင်းတနေ့နေ့စားတဲ့နေ့ပိုင်းနဲ့စားရတဲ့ဘယ်အသက်အရွယ်မှာမဆိုသိဆုံးသွားနိုင်တာပဲဒါကြောင့်ဘယ်အသက်အရွယ်မှာသိရမယ်ဆိုတာကိုလည်းကြိုတင်ပြီးတော့မသိနိုင်ဘူး။ဗျာတိဘယ်အနာရောက်တာနဲ့သိဆုံးရမယ်ဆိုတာကိုလည်းမသိနိုင်ဘူး။တတဝါရီဟာဘယ်အနာရောက်တာနဲ့သိဆုံးရတယ်ဆိုတဲ့အတိအကျသတ်မှတ်ချက်မရှိဘူး။မျက်စိနားနဲ့လည်းသိနိုင်တယ်လို့နားနဲ့ပတ်သက်တဲ့ယောဂနှာခေါင်းနဲ့ပတ်သက်တဲ့ယောဂရှားနဲ့ပတ်သက်တဲ့ယောဂကိုယ်နဲ့ပတ်သက်တဲ့ယောဂစိတ်နဲ့ပတ်သက်တဲ့ယောဂစသည်အဖြစ်ဘယ်ယောဂနဲ့မှသိဆုံးသွားနိုင်တယ်။
ယောဂတစ်ခုနဲ့တစ်ခုရင်မကဘဲနဲ့တစ်ခုတည်းများတဲ့ယောဂကြီးနဲ့လည်းသိဆုံးသွားနိုင်တာပဲတရားနဲ့သိဆုံးတဲ့ယောဂကြီးကလည်းမတူကြဒါကြောင့်မိမိဒီဘယ်နာယောဂနဲ့သိဆုံးရမယ်မိမိသိလို့တဲ့အချိန်မှာဘယ်နာယောဂဖြစ်မယ်ဆိုတာကိုကြိုတင်ပြီးတော့မသိနိုင်ဘူးကာလသိရမယ့်အချိန်ကိုလည်းမသိနိုင်ဘူးတော်ရည်ဟာမနေ့ပိုင်းချိန်မှာပဲသိရတယ်တနေ့ချိန်တွေမှာမသိဘူးလို့ဒီလိုသတ်မှတ်ချက်မရှိမနေ့ပိုင်းမှာလည်းသိဆုံးနိုင်တယ်လို့နေ့လယ်ပိုင်းမှာလည်းသိနိုင်တယ်ညနေပိုင်းမှာလည်းသိနိုင်တယ်ညပိုင်းမှာလည်းသိနိုင်တယ်အမေသားကြီးလည်းသိနိုင်တယ်လို့ခြေတောင်းနဲ့လည်းသိသွားနိုင်ဘယ်ချိန်ကိုလည်းသိဆုံးသွားနိုင်တယ်ဘယ်သာပန်းနေနေကလည်းလည်းသိချင်သိသွားနိုင်တာပဲဒီတော့ဘယ်အချိန်မှမသိသိဆုံးသွားနိုင်တဲ့အတွက်ကြောင့်သိရမယ့်အချိန်ကိုလည်းကြိုတင်ပြီးတော့မသိနိုင်ဘူးဒီဟာနေခေပနာတေပြီးတဲ့နောက်မိမိရဲ့အကောင်းအောင်ဘယ်နေရာမှာပြစ်ချရမလဲဆိုတာလည်းမသိနိုင်ဘူး။အဲ့တော့အသေဆုံးသွားတဲ့အခါမှာဒီတနေရာမှာပဲအကောင်းအောင်ပြစ်ချရတယ်လို့တိကျကန့်သက်ချက်မရှိဘူး။ဒီတဲ့ဘုရားပုဂ္ဂိုလ်ကဘုံပေါ်မှာအလောင်းပြစ်ချခံရင်ခံရမယ်။ဘုံမှာဘုရားပုဂ္ဂိုလ်ကဒီထဲမှာအလောင်းပြစ်ချခံရင်ခံရမယ်။ကျောင်းမှာဘုရားပုဂ္ဂိုလ်ကမြို့မှာအလောင်းပြစ်ချခံရင်ခံရမယ်။မြို့မှာဘုရားပုဂ္ဂိုလ်ကတုံးမှာအလောင်းပြစ်ချခံရင်ခံရမယ်။သတိအားဖြင့်ဘယ်နေရာမှာမဆိုမိမိရဲ့အလောင်းကပြစ်ချခံနိုင်တယ်အခုဒီဆိုလို့ရှိရင်တော့ပေါ့လေရန်ကုန်မှာဟောပါတဲ့ပုံကူများကတော့ယူတင်ပြီးတော့ပြောကြမှာပေါ့ရှင်လည်းကဟောတယ်အလောင်းပြစ်ချခံနိုင်နေရမသိဘူးတပည့်တော်တို့သိတယ်ဗျာရန်ကုန်မှာမွေးတယ်ဆိုတော့တပည့်တော်တို့ကြံတော့ရမှာသိကြတယ်လို့တချို့ကပြောတယ်ပြောမယ်အခုတော့ကြံတော့ရမယ်လို့လည်းယူတင်ပြီးတော့သိထားတဲ့ပုံကူတွေယူတင်ပြီးခမန်းထားတဲ့ပုံကူတွေလည်းလွဲချော်ကုန်ကြတယ်နော်ဒီတော့အလောင်းကိုဘယ်နေရာပြစ်ချခံရမယ်ဆိုတာလည်းမိမိတို့မသိနိုင်ဘူးခတိသင်တော်မြတ်ကဘယ်ဘဝကိုလာရောက်ရမယ်ဘယ်ဂတိကိုသွားရမယ်ဆိုတာကိုလည်းကြိုပြီးတော့မသိနိုင်ဘူးတတ္တဝါတွေအသိဆုံးပြီးတော့ရင်ဒီဂတိတစ်ခုကိုပဲသွားရတယ်လို့ဒီလိုကန့်သက်ချက်မရှိဘူးဘုရားဆိုတဲ့လူပုဂ္ဂိုလ်တွေလူတွေသိသွားလို့ရှိရင်လူပဲပြန်ဖြစ်တယ်လို့ဒီလိုအတိအကျကန့်သက်ချက်မရှိဘူးလူတွေလို့ရှိရင်လူလည်းပြန်ဖြစ်နိုင်တယ်လို့နားလည်းဖြစ်နိုင်တယ်မရလည်းကြပါနိုင်တယ်တိုင်းစားလည်းဖြစ်နိုင်တယ်သိတာလည်းဖြစ်နိုင်တယ်ဂတိငါးမျိုးမှာတစ်မျိုးမျိုးဖြစ်နိုင်တယ်နတ်ပြည်ပြောလို့ရှိရင်နတ်ပဲပြန်ဖြစ်တယ်လို့ဒီလိုကန့်သက်ချက်လည်းမရှိဘူးနတ်ပြည်ပဲတင်းနတ်ပြည်သိလို့ပြီးတော့နတ်ပြန်ဖြစ်တယ်လည်းရှိမယ်လူပြန်ဖြစ်လူဖြစ်လာတဲ့ပုဂ္ဂိုလ်လည်းရှိမယ်သတိရဖြင့်အဲ့တော့ဒီသုံးပြီးတဲ့အခါမှာနိုင်ရတဲ့စိတ်ကလူနဲ့လို့ခေါ်တဲ့ဂတိ၅ပါးမှာတစ်ခုခုလာရောက်ရမှာဖြစ်တဲ့အတွက်ကြောင့်မိမိသိဆုံးတဲ့အခါမှာဘယ်ဂတိကိုလာရောက်ရမယ်ဆိုရင်လည်းကြိုတင်ပြီးတော့မသိနိုင်ကြဘူးမသိခြင်း၅ပါးနဲ့အသက်ရှင်းနေရတဲ့ဒီဘာလောကသမိတ်သက်ရှိလောက၌ဤသိတင်္စအသက်အသက်ရှင်ရတဲ့ဆွရလိုက်မှုဆိုတော့ဤနာမျိုးတို့ကိုအဲဒီမိစ္ဆာတီကြောင့်လည်းအနိစ္စတနာသုံးတရားမရှိတာတော်ဤသည်နာဟာယရေဘလိုနည်းနဲ့မသိအမသိနိုင်ကြလေကုန်တည်းစေတမေဒီဆိုချက်မှာကာလဝနသာနာမိသံဃောကာလောနစိတ်တိတတမအာရုဒ္ဓဝဘိက္ခာမိမာမံကာလောဥပ္ပစ္စကငါဒီတရားနဲ့အချိန်ကိုမသိနိုင်တဲ့အတွက်ကြောင့်လောကီအာယုကံပဂုဏ်ချမ်းသာတွေကိုမခံစားတော့ဘဲနဲ့ရဟတရားပေါင်းများအထုနေရပါတယ်လို့ဆိုထားတော့လူရဲ့အခါမှာမူတည်ပြီးတော့ခံရတဲ့တွေကြွယ်ပြသွားကြတယ်ဒါကတည်းကရဲ့အရင်ကနဲ့အကျဉ်းလုံးရဲ့အရင်ကကိုနိုင်ကျင်ပြီးတော့ကြည့်ရင်သိနိုင်တယ်အကျဉ်းဒါကရဲ့အရင်ကတော့မသိခင်ချိန်ကာလလေးအကျဉ်းမှာလုံးတဲ့လောရမယ်အလုပ်ပြီးလောကီအာယုံကာမဂုဏ်ချမ်းသာခံစားတဲ့အလုပ်လို့ခံယူထားပါတယ်အကျဉ်းလုံးကြီးကတော့မသိခင်ချိန်ကာလလေးအကျဉ်းမှာလုံးရမယ်အလုပ်ပြီးဝိပဿနာအလုပ်အားထုတ်တဲ့အလုပ်လို့ခံယူထားပါတယ်ခံယူတဲ့ချင်းမတည်နေကြဘူးအဲ့ဒီတရားမှာပဲဆိုတော့အလုံးသိတာလေအချိန်မရွေးပြေးသွားနိုင်ရဲ့ဆိုတာလည်းသိတာသိတာချင်းဒီလိုနဲ့ဓာတ်ခံမှုတွေတော့ခံယူချက်တွေကွာသွားကြဒါမှတက်ကြည့်ရတဲ့အားကောင်းတဲ့ပုဂ္ဂိုလ်များကမသိခင်ကာလမှာအာယုံကမလုံးခံစားမှုဒီဘဝရဲ့အနှစ်သာရလို့ခံယူတတ်ကြတယ်ဒီကမှာတက်ပါဏိတက်အားကောင်းတဲ့ပုဂ္ဂိုလ်များကတော့မသိခင်ချိန်ကာလမှာလောရမယ့်အလုပ်တွေရဟန်းပေါင်းများအားထုတ်တဲ့အလုပ်ဒါနဲ့သီလသမထနဲ့ကြောကဝိပဿနာအလုပ်အားထုတ်တဲ့အလုပ်လို့ခံယူထားကြတယ်ဒီသမီးရဲ့အယုံချက်သမီးရဲ့အယုံချက်မျိုးရှိတဲ့လူသားတွေလည်းအများကြီးရှိကြပါတယ်အများကြီးဆိုတဲ့အများဆုံးရှိကြပါတယ်ဒါကြောင့်ဥပ္ပေ
ဒီဘဝတုန်းကတကယ်ချင်းတရားကိုတရားအားထုတ်ဖို့တိုက်တွန်းမှုတယ်ဒီကမှာဝင်ပြီးအားထုတ်မှအိမ်မှာလည်းပဲအိမ်ကိုကြီးကပြီးတဲ့အိမ်မှမဟုတ်ပါဘူးတွားရင်လာရင်လုံရင်ကိုင်းရင်နေရင်တိုင်းရင်တောင်းရင်ပြောရင်ဆိုရင်လည်းပဲတတိပညာထည့်ပြီးတော့အလုပ်တွားရင်တရားအားထုတ်လို့ဖြစ်ပါရဲ့ဒီရဲ့အလုပ်မပြတ်တဲ့တရားအားထုတ်လို့ဖြစ်ပါရဲ့ဆိုတဲ့အကြောင်းကိုအားထုတ်နည်းနဲ့တော့သူ့ကိုပြောပြအဲဒီလိုပြောတဲ့ဒီပုဂ္ဂိုလ်ကဘာပြန်ပြောတယ်ဆိုရင်ဦးဇင်းဗျာတရားအားမထုတ်ပြဒီနေ့တော့ဘာဖြစ်လို့လဲတရားအားထုတ်လိုက်လောကီယာယကာမဂုဏ်ချမ်းသာတွေခံစားခြင်းနဲ့စိတ်ကြောက်သွားလိမ့်မယ်တရားကခုမှအသက်ငယ်လေးရှိသေးတာလောကီယာယကာမဂုဏ်ခံစားခြင်းနဲ့စိတ်တွေကြောက်သွားလို့မဖြစ်ဘူးဗျာရခဲ့တဲ့ဥပဝါဒရတဲ့အခိုက်မှာမိမလေးတယောက်တော့အနည်းဆုံးယူတော်ပြစီအောင်တဲ့သူကပြန်ပြောတယ်အနည်းဆုံးယူတော်ပြတယောက်တော့အနည်းဆုံးယူတော်ပြစီအောင်ဆိုတော့သူကြည့်ရတယောက်မှလည်းဒီလိုပေါ်တယ်နော်ဒီကအင်းကလည်းပြန်ရှိတဲ့ပုံပေါ်တွေကလောကမှာအများဆုံးပါပဲအကျဉ်းလိုက်ကိုခံရရှိတဲ့ပုံပေါ်တွေကတော့ခံရရှိတဲ့အတိုင်းလည်းလက်တွေအကောင်းကြီးပေါ်ပြီးတော့အလုံးလုံးဖြစ်တဲ့ပုံပေါ်တွေကတော့အမှန်တမ်းကိုမြင်ပါလာပါတယ်လက်တိုင်းကတော့ခံရရှိတဲ့ပုံပေါ်တွေကရရပေါင်းရအားထုတ်တယ်ဝိပဿနာလို့အားထုတ်တယ်ကုသိုလ်ကောင်းမှုတွေပြုတယ်ဆိုတာနောက်တမန်တော်ဘဝကျမှအကျိုးရတဲ့အလုံးနောက်တမန်တော်ကျမှပဲအကျိုးခံစားရတဲ့အလုံးလို့ခံယူထားကြတယ်နောက်ရတဲ့ကာမဂုဏ်ခံစားတဲ့အလောကမှာဒီဘဝမှာတစ်ဆင့်လည်းအကျိုးခံစားရတဲ့အလုံးလို့အဲဒီကိုရှင်းစားထားကြအဲဒီအကျိုးရဲ့ဥစ္စာမှားရတဲ့အကြောင်းအရှင်သမီးကလက်ပြီးကိုပြန်ပြောတဲ့အချက်ကိုအခြေခံပြီးတော့အနေနဲ့အာယုသိကြည့်ရအောင်ဂာရိကကာမဘဟုဒုက္ခဘဟုပါယတာအိနဘောဣသတိယောကာမလောကီယာယောကာမဂုဏ်ချမ်းသာတို့သည်ကာလိကအကျိုးပြီးမြင်မှအကျိုးရတဲ့ကာလိကတရားတို့ကလည်းဒီကာလိကအကျိုးရဖို့အတွက်အခြေခံရတဲ့ကာလိကတရားတို့ကလည်းဒီဘဟုဒုက္ခဆင်းရဲနေတာညကြလာပါပြီဘဟုပါယနာပြမင်းနေတာညကြလာပါပြီအဲ့ဒါဤလောကီယာယောကာမဂုဏ်ချမ်းသာတို့၌အာဒီနဝအတ္တိဒီယောညကြလာပါပြီအာဂာလိကောအယံသမောအယံသမောဤလောကုတ္တရာတရားကမှာအာဂာလိကောအချိန်မဆိုင်ရချက်ချက်လည်းအကျိုးရတဲ့အတွက်ကြောင့်အာဂာလိကတရားဒီလာလျင်အာဒီသံသမတွေဖြစ်ပါပေတည်းကာမဂုဏ်ချမ်းသာရေးဆိုတာကကာလိကတရားတွေလောကုတ္တရာတရားကမှအာကာလိကတရားတော်တော်6ပါးထဲမှာအာကာလိကောဆိုတဲ့ဂုဏ်တော်လေးတစ်ခုပါတယ်အာကာလိကောဆိုတာအချိန်မဆိုင်တဲ့တဲ့အကျိုးရတဲ့တရားကိုသိပင်ရပါတယ်လောကုတ္တရာတရားတွေဆိုတာအချိန်မဆိုင်တဲ့ချက်ချင်းနဲ့အကျိုးရတဲ့တရားတွေပါအဓိကအားဖြင့်တော့မေတ္တရားပါမက်စိတ်ရဲ့သံဃာဖြစ်ပြီးဆိုရင်မက်စိတ်ရဲ့အကြောင်းမှာပုံသိချက်ချင်းဖြစ်ပါလေမက်စိတ်ရဲ့ပုံသိချမ်းမှာတရားစိတ်တွေချမ်းနေတဲ့အချိန်ဆိုင်နေတယ်တရားစိတ်တွေတစ်ခုနဲ့တစ်ခုဖြစ်ပြီးတော့အချိန်ချမ်းနေတယ်ဆိုတာမရှိဘူးမက်စိတ်ရဲ့အနေနဲ့ပုံသိချက်ချင်းဖြစ်တယ်မက်စိတ်ပုံသိပြီးတော့အကျိုးချက်ချင်းပြီးတယ်ပုံသိပြီးတော့အကျိုးကိုရတော့ဘာဖြစ်တယ်လဲလို့ဆိုတော့ပုံသိကိုရတော့ဘယ်တော့မှမပြည့်စည်နိုင်တဲ့ချမ်းသာတဲ့မှာအကောင်းဆုံးဖြစ်တဲ့အတူမရှိတော့ချမ်းသာအတူမရှိတော့ရည်ရည်ဘယ်တော့မှမပြည့်စည်နိုင်တဲ့နိဗ္ဗာန်ချမ်းသာကိုခံစားကြရမှာပဲဒီတော့မေတ္တာကအရှင်မရဲ့ကြီးတဲ့အာကာလိကတရားကိုဆိုပေမဲ့အဲဒီမေတ္တာကလည်းနေရင်တိုင်းနဲ့အလုံးလေးကြားတာမဟုတ်ဘူးဝိပဿနာစိတ်ရဲ့အကြောင်းမှာဖြစ်ပြီးတော့ကြားတာဝိပဿနာစိတ်မရှိဘဲနဲ့မေတ္တာကဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ဘူးမက်ကိုရောက်တဲ့တကယ်လို့ရမှာကဝိပဿနာအလုပ်ကိုလုပ်ရမှာပဲဝိပဿနာတရားဒီလိုပဲအချိန်မစံကြိုးပဲမက်ကိုဖြစ်စေနိုင်တဲ့ကြောင့်ဝိပဿနာတရားဒီလည်းအာကာလိကတရားပါပဲဝိပဿနာကဘာလို့နေတဲ့ပုဂ္ဂိုလ်များအာကာလိကအလုပ်ကိုလုပ်နေကြတာအချိန်မစံကြိုးရမယ်အလုပ်ပြည့်စုံတဲ့အကျိုးရမယ်အလုပ်ကိုလုပ်နေကြတာပါပဲဝိပဿနာစိတ်အားကောင်းနေတဲ့ပုဂ္ဂိုလ်ဟာတတိယနေတော့အမှတ်တွေလွတ်ထားတယ်ပဲထားဒီလိုဆန္ဒကိုခံစားခြင်းလေဆိုရင်
မိမိရဲ့စိတ်ကလေးကိုခန္ဓာကိုပို့လိုက်တဲ့မိမိရဲ့တတိပညာလေးကိုခန္ဓာမှာပို့လိုက်တဲ့ချက်ချင်းဝိပဿနာချမ်းသာတာသင်ကြားလာတယ်ဝိပဿနာဆိုတာကလည်းချမ်းသာတစ်မျိုးပါပဲလောကီကာမဂုဏ်တွေလည်းချမ်းသာလို့ထင်နေကြတယ်အာယကာမဂုဏ်တွေလည်းချမ်းသာမဟုတ်ပါဘူးဝိပဿနာတွေလည်းချမ်းသာပါပဲလောကီရှိတဲ့ချမ်းသာကိုတရားကြည့်လိုက်ရင်တလုံးလုံးမှာချမ်းသာလို့ခုနှစ်မျိုးပဲရှိတယ်လူကာမဂုဏ်ချမ်းသာနာကာမဂုဏ်ချမ်းသာနာချမ်းသာဝိပဿနာချမ်းသာမေချမ်းသာဖုန်ချမ်းသာနိဗ္ဗာန်ချမ်းသာလို့ချမ်းသာခုနှစ်မျိုးရှိတယ်အဲဒီချမ်းသာခုနှစ်မျိုးမှာဝိပဿနာချမ်းသာကြီးစံနာချမ်းသာချက်လည်းမြတ်နာကာမဂုဏ်ချမ်းသာချက်လည်းမြတ်တယ်ဒီချမ်းသာခုနှစ်မျိုးမှာလူကာမဂုဏ်ချမ်းသာချက်နာကာမဂုဏ်ချမ်းသာကပို့ပြီးတော့သင်ကျင်တယ်ပို့ပြီးတော့ချမ်းသာနာကာမဂုဏ်ချမ်းသာချက်သင်ချမ်းသာသင်ချမ်းသာတဲ့ဝိပဿနာချမ်းသာဝိပဿနာချမ်းသာချက်မေချမ်းသာမေချမ်းသာချက်ဖုန်ချမ်းသာဖုန်ချမ်းသာချက်နိဗ္ဗာန်ချမ်းသာနောက်ချမ်းသာပြီးဖြစ်ချမ်းသာတဲ့ပို့ပြီးတော့သင်ကျင်တယ်ပို့ပြီးတော့ချမ်းသာတယ်ဒီတော့ဝိပဿနာချမ်းသာပြီးသင်ချမ်းသာနာကာမဂုဏ်ချမ်းသာချက်တောင်မှအထက်ပြင်းလေးတဲ့တာလွန်လေးတဲ့ဆိုရင်လူရဲ့ကာမဂုဏ်တဲ့ဆိုရင်တော့တာပေါင်းများစွာတာလွန်ပါလေဝိပဿနာလုပ်တယ်နိုင်ငံတော်ပေါ်ရောက်အားထုတ်ပြီးရဲ့ပုံကိုယ်တိုင်ဝိပဿနာစိတ်ကလေးဝိပဿနာဉာဏ်လေးမိမိရဲ့တန်ခါမှာဖြစ်နေရတာဘယ်လောက်ချမ်းသာလဲဘယ်လောက်တရားရှိရဲဆိုတာကိုကိုယ်တိုင်သိကြပါတယ်ဒီဝိပဿနာဆန္ဒကိုရယူခွင့်ရနေတဲ့ဘုရားအာနာတော်ကြီးနဲ့တွေ့ကြုံလို့ရတဲ့ကနေ့ဒါကမကုန်ချမ်းသာတဲ့နိုင်ရှင်နိုင်ရှင်နိုင်မှာလည်းနိုင်ရှင်နိုင်ရှင်လက်ဆောင်လည်းနိုင်ရှင်နိုင်ရှင်အောက်ဆုံးချမ်းသာအញ្ញံဆုံးချမ်းသာဖြစ်နေတဲ့ဘာမှမဟုတ်တဲ့ဒီလောကီလူကမကုန်ချမ်းသာလေးလိုပဲအထင်ကြီးပြီးတော့အာသာနန္ဒဆွဲလန်းနေမယ်မဆုံးမလှုပ်မဆုံးနိုင်မဆုံးနိုင်ရဲ့ကြောက်ကြရကြမယ်ဆိုရင်တော့အရိယာနေရောက်တော့လိမ့်မယ်ဒါကြောင့်ဝိပဿနာချမ်းသာဆိုတာအခုခံစားချက်အခုတည်းခံစားလို့ရတဲ့ချမ်းသာအာကာလိကချမ်းသာလောကီအကာမဂုဏ်ချမ်းသာရေးဆိုတာကတော့ကာလိကချမ်းသာအာကာလိကအချိန်မတိုင်းနဲ့အကျိုးရတယ်ဆိုတော့ကာလိကကျတော့အချိန်ဆိုင်မှအကျိုးရတယ်အချိန်စောင့်မှအကျိုးရတယ်ဟုတ်တော့လောကီအကာမဂုဏ်ချမ်းသာရေးအခုခံစားချက်အခုတည်းခံစားလို့ရတယ်မှမရှိပဲခံစားချက်စိတ်ကြောက်နေတဲ့တိုင်းနဲ့အလိုခံစားရတယ်ဆိုတာမရှိဘူးတော့ဒီလိုမျိုးနဲ့တချို့တော့ပြင်နေဆိုပါတော့ဒါကတချို့တော့ပြင်တချို့တော့ပြင်လိုက်တာလို့တချို့တော့ပြင်စိတ်ကြီးဖြစ်တယ်တချို့တော့မှာအလိုနဲ့အကြားမလာပါဘူး။အဲ့ဒါရှိအောင်တွားရအောင်မယ်။အဲ့ဒါဆိုဒီမိဘကိုတက်ရအောင်မယ်။တက်ကိုထည့်ပြီးတော့ပြင်အောင်မယ်။အဲ့ဒီကိုကိုယ်နဲ့ကိုယ်ရနဲ့တန်းရှိအောင်မှာတန်းရှိအဲ့ဒီကိုတော့ပြီးတော့ဝယ်အောင်မယ်။ဝယ်ဖို့တဲ့ကလည်းပတ်စံရှိအောင်မယ်။ပတ်စံရှိဖို့ရှားအောင်မယ်။အဲ့ဒီအဲ့လောကီအကာမဂုဏ်ချမ်းသာဆိုတာခံစားတဲ့စိတ်ဖြစ်တဲ့တဲ့တိုင်းနဲ့ချက်ချင်းခံရတဲ့ချမ်းသာမဟုတ်ပါဘူး။အချိန်ရှိရတဲ့ချမ်းသာအချိန်ဆိုင်ရတဲ့ချမ်းသာပါ။ဒါတော့အရင်ကဘာပေးရလဲ။အဲဒီတယောက်ကဒီအောင်ပြုပြီးတော့အိမ်တော်ချမ်းသာခံစားခြင်းနဲ့တွေ့လို့အဲဒီစိတ်ကလေးဖြစ်တဲ့ချက်ချင်းခံစားလို့မှမရပဲ။အဲ့ဒါအပြင်လည်းပြည်စုံအောင်ဝိသေအောင်ကအလောအကိုင်ဆောင်ရတဲ့ပြည်စုံတဲ့အချိန်ကြီးရောက်အချိန်ကြီးဆောင်ရတယ်။ဒါလေးဆိုတာအသာထားလိုက်ပါဦး။အရင်ရောက်နေတဲ့ပုံပုံလေးဖြစ်စေကမျိုးအချိန်ဆောင်ရပါတယ်။ဒီနာမလေးပြုခြင်းနဲ့ပြရမယ့်ဟာလေးကြောင့်ဒီကျောင်းမကဘူးတောင်းနေနေဒီတရားကြတာတော့လည်းရှိနေတယ်။ဒါမှမဟုတ်လည်းဘောတူပြီးတာဒါမှမဟုတ်အိမ်တော်ကြီးကိုမဖြစ်သေးဘူးအချိန်လေးစောင့်နေရတာ။အိမ်တော်ကြီးထူထောင်နေနဲ့လူကြီးပမာဏအလောတန်ရတဲ့မိသားရဲ့ပြည့်စုံအောင်အချိန်လေးစောင့်နေရတာ။တချို့ဆိုရင်ဒီဘက်မှာအလုံးလုံးရတယ်။မပြီးရင်ဒီဘက်မှာသွားပြီးတော့ပြင်ပန်းမှာအလုံးလုံးရင်းနဲ့မိမိခံရတဲ့ချမ်းသာအတွက်အချိန်စောင့်ရပါတယ်။ဒီတော့အမှန်ချမ်းသာဆိုတာကအချိန်နဲ့အများကြီးနေနေတော့မှအချိန်တိုင်းမှရတဲ့ချမ်းသာမှုကိုဘာမှမမောလို့ပြမရှိပါဘူး။အခုခဏသားနေဆိုလို့ဗဒတဲ့ခမင်းကအလိုလိုကြောက်မလာဘူး။ခမင်းသားကနေစိတ်ဖြစ်ဖြစ်ခမင်းကကြောက်မလာဘူး။ဖြတ်ပြီးကြပြီးတော့ဖြစ်ပေကမှုပြရခရအောင်လေ။ဘူးဒီခတိကလည်းလက်သေးအောင်လေသံဃာနေသိတော့အောင်လေ။ပြီးတော့ဆန္ဒလေးကြီးအောင်လေယူအောင်လေဖွင့်အောင်လေစရတဲ့အချိန်ကြီးရည်ဆောင်ရတယ်။ကိုကြီးခတိတော်မှာအချိန်ဆောင်ရတယ်။ကိုကြီးခတိအစ်ခတိတော်ကြီးအစ်ကိုရောက်ဖို့ဖရကလည်းဆံလို့အင်းကြကြဝယ်အောင်လေ။အဲဒီလိုဝယ်နေတော့လည်းပတ်စံရှိရမယ်ပတ်စံရှိဖို့ပတ်စံရှာရအောင်လေ။ဒါကြောင့်လည်းဆောင်းအတွက်ဒီခင်းစားရတဲ့တာပါရတဲ့စိတ်ဆိုင်လည်းကာမဂုဏ်ချမ်းသာခံစားရပါပဲ။ကာမဂုဏ်ဆိုတာကအတန်အနတ်ရတာအတိတွေးလို့ငါးလို့ရှိပါတယ်။အများကြီးကကာမဂုဏ်လို့ဆိုလိုက်တခုခုပဲတောင်းပြီးတော့မြင်တတ်ကြ။ဒ
ဒီကသမင်းဒီတော့ကံကောင်းနေခံစားဖို့အတွက်အချင်းကြီးအများကြီးယူပါရဲ့အချင်းကြီးအများကြီးတောင်းရတရားတော်ခံစားကြအယုံကံကောင်းနေတဲ့ဆက်ချင်းပြီးတော့ပြီးကြတော့ဒီတော့လည်းဒီအယုံကံကောင်းနေတဲ့မှာလို့ဆိုတာအချင်းတောင်းမှတွေ့ရတဲ့အတွက်ကြောင့်ကာလိကတရားတွေပါဘာမှအမြင့်သားမရှိပါဘူးတနည်းအားဖြင့်ကာလိကအကာလိကခွဲတာနေခြင်းများကိုလွန်မြောက်နိုင်တဲ့ချမ်းသာကိုအကာလိကချမ်းသာနေခြင်းများကိုမလွန်မြောက်နိုင်တဲ့ချမ်းသာကိုကာလိကချမ်းသာလို့ခေါ်ပါတယ်။နောက်အယုံကံကိုချမ်းသာရနေခြင်းများကိုမလွန်မြောက်နိုင်တဲ့ချမ်းသာတွေပဲ။ဒါနဲ့ဒီကဓမ္မဝိပဿနာမပါဘဲနဲ့ဒါမှမဟုတ်အယုံခံစားမှုတတ်တဲ့နေခြင်းများကလွန်မြောက်သွားတယ်ဆိုတာမရှိပါဘူး။နေခြင်းများကလွန်မြောက်တယ်ဆိုတာကတော့မိဘကိုမျက်မှောက်ပြုတာကိုပြောတာပါ။ဒီတော့အယုံကံခံစားမှုနဲ့နေရတဲ့မနမနိုင်တဲ့အပြင်အယုံအကောင်ကမှဆင်းရဲတဲ့စိတ်နဲ့ပြီးတော့ဆိုရင်အပယ်လေးပါးဆိုတာမှတရားနိုင်ပါသေးတယ်အယုံအကောင်ကိုရှားဖို့ရှိရမှာမတော်မှုဒုစရိုက်ပြီးလုပ်ခဲ့နေတရားအမှန်မှန်မှုဒီလုပ်ခဲ့နေဆိုရင်တော့အဲ့ဒီအမှုတွေအတွက်အပယ်လေးပါးမှာဒုက္ခအကျိုးတွေဆက်ကြရမှာပါပဲဒီတော့အယုံအကောင်ကိုဆက်မှုမှာသိခြင်းတရားကိုမတော်နိုင်တဲ့ချမ်းသာပဲဒီလိုနဲ့ချမ်းသာမဲ့ဖို့ချမ်းသာဆိုတာကသိခြင်းတရားကိုလွန်မြောက်နိုင်တဲ့ချမ်းသာအဲ့ဒါကိုရပြီးတော့ဖြစ်သွားပြီဆိုတော့ဒီတဘောပဲသိရတော့မယ်။ဒါမှမဟုတ်ဘာလို့ဒီကပ်ပြီးတော့မဖြစ်တော့တဲ့အတွက်သိခြင်းတရားကြီးအပြီးတိုင်လွန်မြောက်သွားပြီဘယ်တော့မှမသိရတော့ဒါကလည်းဘုရားကိုလက်ရှိအောင်အရိယာပုဂ္ဂိုလ်တွေတော့အရိယာပုဂ္ဂိုလ်တွေဖြစ်စေကလို့ဘောဓိတွေထပ်ဖြစ်အောင်မှလို့သူတို့လည်းသိခြင်းတရားကိုလွန်မြောက်ကြပြီ။တို့လည်းအရိယာမလို့ရတဲ့တရားနဲ့ဘောကအပိုင်းခြားကန့်တဲ့ရှိတော်ဖြစ်တဲ့အတွက်ကြောင့်သူတို့ကမသိတော့တဲ့ပုဂ္ဂိုလ်လို့ပဲဆိုနိုင်ပါလေဒီတော့မက်ဆေ့ချ်မှာဒီဒီတဲ့ကမင်းမတို့မက်ဆေ့ချ်ဘုရားဘုရားကသိရှိမှသိနိုင်တာဆိုတော့ဝိပဿနာလုပ်ကိုလုပ်ပြီးခြင်းနဲ့ဒီဒီတဲ့ကိုလုံးဝနိုင်တဲ့လက်ကိုလုပ်နေခြင်းပါပဲဝိပဿနာကျမ်းစာဒီလိုပဲအကာလိကကျမ်းစာပါပဲနောက်တစ်ရက်လည်းသိခြင်းဆိုတာပြည့်စည်ခြင်းပါပဲလောက်ရအောင်ကမှချမ်းသာပြီးဆိုတာကပြည့်စည်တော့မယ့်ချမ်းသာပြီးနောက်တဲ့ချမ်းသာကြီးကတော့ဘယ်တော့မှမပြည့်စည်နိုင်တဲ့ချမ်းသာဒါကြောင့်အာယုကမကမှအမြဲစီးတဲ့လို့တော့ထားတည်ငြိမ်နေဆိုတာမရှိဘူးဒါကြောင့်ခံစားပြီးတော့ကိုယ်ပါလေကိုယ်လုံးတဲ့နောက်ခံစားဖို့ရှာဖွေရတယ်မက်ဆေ့ချ်ရေးပြီးတော့တော်တော်မှသိပြီးတဲ့ပုံကတော်တော်မှသိပြီးကြောက်တာကောင်းလို့တော်တော်တည်းမက်ကိုဖြစ်အောင်ထပ်ကြည့်ရတယ်ဆိုတာမရှိဘူးဒီတော့မတရားပေါ်ရနိုင်မှန်းနေဘယ်တော့မှမကုန်ပြတ်နိုင်တဲ့ချမ်းသာပဲဒီတော့ကုန်ပြတ်သွားတဲ့ချမ်းသာကုန်ပြတ်သွားတဲ့ချမ်းသာရဲ့အတွက်လုံးလုံးနေရတာဘာမှအနှစ်သာရမရှိဘူးမကုန်ပြတ်တဲ့ချမ်းသာအတွက်လုံးလုံးနေရတာအနှစ်သာရပဲလို့အဲဒီသဘောပေါက်တာပဲဆိုရင်မသိခင်မှာဘာလို့ကြောက်လဲဆိုတဲ့မိကောင်းအတွက်ထီထွက်လာနိုင်တာပါပဲအဲဒီမှာမိကိုယ်တိုင်ကမနဓမ္မောတရားကိုတော်ရှိပါလေဝါကောင်းတဲ့ရောရှိပါရဲ့မနဓမ္မကြီးကကောင်းတဲ့နဲ့သဘောကိုယ်တိုင်ဝါသိရရှိတဲ့သဘောကိုယ်တိုင်ပရိသေတိရှာမင်းကြီးနေခဲ့ဆိုရင်အယုံဤရှာမင်းကြီးဒီအနာရီပရိယေသနာမဉ္ဇလောရှာမင်းကြီးတပါပြီအဲ့ဒါလည်းမိကိုယ်တိုင်ကမနဓမ္မောတရားရဲ့သဘောရှိပါတယ်ဝါကောင်းတဲ့နဲ့သဘောရှိပါလည်းပဲဓမ္မသိခြင်းကင်းတဲ့တရားကိုအာမဒံဓမ္မကုန်ကျတော်မူမရှိတဲ့သဘောတရားကိုပရိယေသတိရှာမိတယ်ဆိုရင်တော့အရင်ရှာမိခြင်းဒီအရိယဘယ်ဒီကနာသိခြင်းတရားမှာသံဃာမင်းရဲ့ကြောင့်မြတ်သောရှာမိခြင်းဒီလာလေဟောဒီစံစမသွေဖြစ်နိုင်ပါပေတည်းအဘာမယမနုဿာနေခိယနံသူဘောဓိသောသရိယစိတ်တပိသောဝနတိမစ္ဆုဒ္ဓနာဂမောဘေရဝေစိတလေးပါးစေတာစေသမီးတို့မနောကံနဲ့လူတို့ဤအာယုအသက်ဒီအပံတူတောင်းလာပါ၏လူရရဲ့အသက်အင်မတန်တူတောင်းတယ်လူရရဲ့အသက်တူတောင်းတဲ့အကြောင်းပေါ်ပြီးတော့ဒိဋ္ဌိလေးနဲ့အောင်ဆုံးပြီးတော့မြတ်စွာဘုရားကအရဟတဆရာကြီးရဲ့သုံးပါးကိုနမူနာပြပြီးတော့သုံးပါးတည်တယ်ဒါကြောင့်အရဟတကိုခေါ်တဲ့တရားကြီးတရားရှိသူကဒီရဲ့ရာတော်များစွာကိုမကြာခဏသုံးပါးလေးရှိတယ်ဒါပေမဲ့လူတွေရဲ့အသက်ဟာအင်မတန်တူတောင်းတယ်အဲ့ဒါစေဝနိယကျတော့လည်းအမှန်တန်ပြင်ပန်းသိရတယ်။ဒါကိုညာနဲ့ပုံပြီးတော့မသိခင်ဒီကာလလေးအတွင်းမှာကုသိုလ်ကောင်းမှုကိုပြုပါမြတ်စွာအဖြစ်ပြင်ပါအဲ့ဒီမိသားစုသုံးပါးလေးရှိ။ဒါ
လူတန်ဆိုတဲ့အကြောင်းလေးဥပမာခုနှစ်မျိုးနဲ့သုံးပါလိမ့်ရှိတယ်။အနောကလည်းဇီဝိတံအောက်တာဝဘိန္ဒိပမံလူသားရဲ့အသက်ပြီးနေမှပဲတူတယ်။မျက်စောမှာတင်းနေတဲ့ပြီးနေမှဟာပြတ်စီပါတိတဲ့ခြင်းမရှိဘူး။မြေအောင်ကြီးဆက်လာတဲ့ဒရိုင်းနဲ့ဆင်းတဲ့တင်းဟာကွယ်ပြောက်သွားရ။အဲဒီလိုလူသားရဲ့အသက်ဟာအမှန်တန်တူတောင်းတယ်။အနောကလည်းဇီဝိတံဥဒကပုဂ္ဂိုလ်လူပမံလူသားရဲ့အသက်ဟာဒီဘက်ကလေးနဲ့လည်းတူတယ်။ဒီပမာမိုးရွာချလိုက်တဲ့အခါမိုးရရှိမှလည်းနေရာမှာရောလေးထားတယ်။အဲဒီရောလေးဆက်တာကြောင့်ချက်ချင်းပဲကွဲပြောက်သွားတယ်။ဒါနဲ့တော့မတည်ဘူး။အဲဒီရောလူသားရဲ့အသက်အားလည်းအမှန်တန်တူတောင်းလာပါတယ်။မနက်ကလည်းဇီဝိတံဥဒကေတံကအာဇိပမံလူသားရဲ့အသက်ဒီလိုမှသူ့နဲ့ရေးတာရေးတောင်းနေတယ်တူတယ်။ဒီလိုမှတောင်းနေတဲ့တောင်းနဲ့နေရာလေးတစ်ခုရေးလိုက်တယ်ဒါမှမဟုတ်သလုံးလေးတစ်လုံးရေးလိုက်တယ်ဆိုရင်အဲဒီနေရာလေးသလုံးဟာကြာကြာမတည်တဲ့မနဲ့ချက်ချင်းပဲကွဲပြောက်သွားရတယ်။အဲဒီလိုလူသားရဲ့အသက်အားလည်းအမှန်တန်တူတောင်းပါတယ်။မနက်ကလည်းဇီဝိတံနတိပပတိပမံလူသားရဲ့အသက်တော်မောကတည်တဲ့လာတဲ့နေ့ဒီနဲ့လည်းတူတယ်။တော်မောကသင်ဟောပြင်းတဲ့တည်တဲ့လာတဲ့ရှင်ဟာနောက်ဘယ်တော့မှမပြန်နဲ့ဒီဘဝတော့တည်တဲ့သွားတယ်လို့လူသားရဲ့အသက်အားလည်းအမှန်တန်တူတောင်းပါတယ်။မနက်ကလည်းဇီဝိတံခေလဘိန္ဒိပမံလူသားရဲ့အသက်ဟာတတိပေါင်းနဲ့တူတယ်။လူတွေတို့ရှင်းတော့မယ်ဆိုတော့ဒရွေးထဲမှာရှိတဲ့ဒရွေးကိုရှားရှားမှပြုတ်လိုက်တယ်ပြုတ်ပြီးတော့ထွေးလိုက်တယ်ဒရွေးကိုပြုတ်လိုက်တဲ့အချိန်ပြုတ်ပြီးတော့ထွေးတဲ့အချိန်ဟာဘာမှမကြဘူးအဲဒီလိုလေလူသားရဲ့အသက်အားလည်းအမှန်တန်တူတောင်းလာပါလေမနက်စတိတံမာဘပိတုပမံလူသားရဲ့အသက်ဟာအသားတင်နေလေတူတယ်တနေ့တော့အပုပ်ပေးထားတဲ့သံဃာကြီးရဲ့မှာအသားကြောင့်တော့ပြစ်ချလိုက်မယ်ဆိုရင်အဲဒီအသားကရှယ်ကနေမြည်ပြီးတော့ချက်ချင်းပဲကွယ်ပြောက်သွားရတယ်အဲဒီလိုလေလူသားရဲ့အသက်ဟာအမှန်တန်တူတောင်းလာပါလေမနက်စတိတံခောဝိတုပမံလူသားရဲ့အသက်ဟာအသက်ခံရမယ်ဘာမှနဲ့လည်းတူတယ်ဘာမှလည်းကိုတတ်တော့မယ်ဆိုပြီးတော့တားတတ်ရုံခေါ်သွားအဲဒီမှာရဲ့ခြေလမ်းနဲ့တားတတ်ရုံနဲ့နီးလာတယ်နေခြင်းတရားနဲ့နီးလာတယ်အသေးခံရမှုနဲ့နီးလာတယ်အဲဒီလိုပါပဲလူသားရဲ့အသက်အားလည်းအမှန်တန်တူတောင်းလာပါလေအဲဒီဥပမာခုနကနဲ့လူသားတန်တူတောင်းတဲ့အကြောင်းပြောပြီးတော့အဲဒီတော့လူသားတန်ဆိုတဲ့အကြောင်းကိုအများကြီးသင်ကျင်ပြီးတော့ဒါလည်းလို့တော်ကောင်းမှုကိုပြကြပါမြတ်သောအဖြစ်ကိုကျင့်ကြပါလို့အဲဒါကဆရာကြီးကသုံးပါဒီမှာလည်းအဲဒီသုံးပါကိုမြတ်စွာဘုရားရှင်ကသုံးပါကျင်တာပါပဲတော်တော်လေးအဲဒီသုံးပါနဲ့အဲဒါကဆရာကြီးသုံးပါရတာကိုနမနာပေးပြီးသုံးပါတာဘာရလဲဆိုရင်ဒီရဲ့အမှပို့ပြီးတော့လေးနဲ့သိတယ်လို့ပါဘာလို့လေးနဲ့တော့လဲဆိုတော့လူတန်တူလာပါတယ်လို့သုံးပါရဲ့အဲဒါကဆရာကြီးကိုထိတောင်းတဲ့လူတန်ဘယ်လိုရှိတယ်လဲဆိုရင်အနည်းကြောက်ပေါင်းရှိတယ်ဒီနေ့ဒီတရနဲ့ကြည့်လိုက်တော့နှစ်6တောင်းဆိုတာအတရန်ရှိလိုက်အားကုန်ရလိုက်အားလို့ထင်ကြကြပါပဲအဲဒီတော့အသက်ရှိတဲ့ခေတ်မှာတော်မှလူတရဟာတူလိုက်အားလို့ပညာရှိသူတော်ကောင်းများသင်ချင်းနှလုံးသွင်းပြီးတော့ကုသိုလ်ကောင်းမှုပြုကြရသေးတယ်ဆိုရင်ချက်သားတို့ချက်သမီးတို့ဒီကနေ့လူတရမှာလူတရတူလိုက်တာလို့ပုံပြီးတော့သင်ချင်းတက်တာပေါ့အသက်ရှင်နေရကျွန်တော်လည်းဆင်းရဲတာတော့တဲ့ဒါကလည်းရှင်းရတာလားဆိုတော့ဘုဟုဒုက္ခဘုဟုပါယတံဆင်းရဲခြင်းတမန်ကြီးကများတယ်အသက်တရားဘယ်နဲ့ဆင်းရဲလိုက်တာလို့ပြောရတယ်အဲ့ဒါကဆရာကြီးတို့ဖြစ်တော့လိုက်အနာရောဂါပြီးလို့ဘာလဲရှိတယ်လဲဆိုရင်ဆောက်လေးဝအာဘာဒအေတုံယောဂ6မျိုးပဲရှိမိဒံအောင်နာတိကိသာပိပါဒဥပ္ပါရပတ္တဝောမိဒံအေရယောဂအောမနာဥရယောဂဒီကိစ္စခမေခါယောဂပိပါဒရှင်ရတာယောဂဥပ္ပါရောသင်္နိဆန့်ကျင်တာယောဂသဗ္ဗဝောသင်္ကေဆန့်ကျင်တာယောဂဒီကနေ့ကိနေကြည့်လိုက်တဲ့6မျိုးဟာယောဂလို့တော့သတ်မှတ်တရားမဟုတ်ပါဘူးဘာမှမပြောတော့တဲ့6မျိုးဟောတော့မှနာယောဂလို့သတ်မှတ်ပြီးတော့အသက်ရှင်ရတာဒီမှာသိရလိုက်တာလို့နေနေနှလုံးသားရဲ့ဒီဆိုရင်ဒီကနေ့ကနာယောဂတွေသူပြောလာတဲ့ကိဒါဝင်နေရမှရတဲ့ဒီနေ့မှယောဂလောက်ချရတဲ့ကိမှာအသက်ရှင်တန်နေရတာဒီမှာသိရလိုက်တာလို့ပို့ပြီးတော့နှလုံးသွင်းပြကြတာပေါ့ချက်သားချက်သမီးတို့ဒါကြောင့်မနုဿာနံဒီကိုအာယုပတ္တိအပကံလေးပါလာပါပြီပရိယဒုရောင်းလာပါပြီလက်ဟောကံပညာလုံးလာပါပြီသူဘာရီတော့အတိအမှန်ဉာဏ်ရှိတဲ့ဒုရောင်းပုဂ္ဂိုလ်ဒီနာလူအသက်ကိုမိရိယကိရဲ့ရှုံးချရ၏အသက်ကိုကိရဲ့ရှုံးချရမယ်ဆိုတာ
ဒီတန်တူလုံးလိုက်တာအမတန်ပုံလွယ်လိုက်တာလို့အဲ့ဒီဉာဏ်နဲ့သင်မြင်ရမယ်လို့ဆိုလိုတာပါပဲဝိပါလာသောပုဂ္ဂိုလ်အမရဏံပတိယကိုမြင်နေတတ်မရှိပါဘူးဝိပါလာတဲ့ပုဂ္ဂိုလ်မှန်ရင်တော့သိရမှာပဲမသိဘူးဆိုတာမရှိဘူးမြတ်စွာဘုရားသင်ခြင်းတရားဤနာဂမောဆောမလာနဲ့သင်္ခါရိနဲ့မရှိပါဘူးသင်ခြင်းတရားဆောမလာနဲ့အချိန်ဆိုတာမရှိဘူးအချိန်မရသင်ခြင်းတရားကရောက်လာနိုင်တယ်လူတွေအချိန်မရသိဆုံးသွားနိုင်ဘာဖြစ်လို့လဲဆိုတော့လူရဲ့အမှန်မှာသင်ခြင်းတရားကအများအားကပ်ပြီးတော့လိုက်ပါလာလို့ပဲဒီလိုဘုရားရဲ့အခါလက်ရှိဗလာပဲဘာမှဖော်မပါဘူးလို့ပြောကြသေးတယ်မျက်စိနဲ့မြင်လာတဲ့အဖော်သာမပါတာပါမျက်စိနဲ့မမြင်ရတဲ့သိခြင်းတရားတွေဆိုအဖော်ကတော့လူတိုင်းမှာပါလာကြတယ်အဲ့ဒီအဖော်ကလည်းအဖော်ကောင်းမဟုတ်ဘူးကိုယ်ကပဲအချိန်တတ်ရမလဲလို့အများအားအကွက်ချောင်းနေတဲ့အဖော်ဆိုပဲလက်ထမှာတန်တဲ့တိုင်းထားတဲ့ဒုတသမားဟာမိမိတောက်ရမယ့်လူရဲ့လက်ထဲမှာတန်နေကြီးဝဲပြီးတော့အများအားနောက်ကနေတက်တက်မကွာလိုက်ပါလာတယ်လို့လူသားရဲ့ခန္ဓာမှာလည်းတူခြင်းတရားဟာတက်တက်မကွာကပ်ပြီးတော့လိုက်ပါလာတယ်ဉာဏ်နဲ့လည်းမိုးတဲ့ကာလပြိုတွေထွက်လာတာကြည့်လိုက်ကြတော့မြေကြီးကနေပြိုတွေထွက်လာတာထွက်လာတဲ့တော့ပြိုတွေရဲ့ဥထိပ်မှာမြေမုံလေးတွေတဲမုံလေးတွေကပ်ပြီးတော့ပါလာတယ်မြေမုံကပ်ပါလာတဲ့မိုးဆိုတာမရှိမြေကြီးကထွက်လာတဲ့မောင်မလည်းရဲ့အိမ်မှာမြေမုံလေးတွေကပ်ပါလာအဲဒီလိုပဲအမိဟောင်းကောင်းပြီးမြေကြီးတွေကနေထွက်လာတဲ့လူသားကြီးဟူသောပုံပွေလေးတွေရဲ့ပုံမှန်လည်းပဲသိခြင်းတရားကြီးဟူသောမြေမုံလေးတွေဟာကပ်ပြီးတော့ပါလာတယ်။မှန်မှကပ်နေတဲ့မြေမုံလေးတွေတဲမုံလေးတွေကရှင်းနဲ့ထက်ကအခါတော့ဒီတော့တောက်လိုက်နေတယ်ကြောင်းပြန်သွားနိုင်နေတယ်။လူသားရဲ့ခန္ဓာမှာကပ်ပါလာတဲ့သိခြင်းတရားဆိုတာလေသိခြင်းတရားဆိုတဲ့မြေမုံကတော့မြေမုံတဲမုံလေးတွေကတော့ဘယ်လိုနည်းနဲ့မှသိတော့တောက်တယ်ဖယ်ရှားပြလို့မရဘူး။ခန္ဓာရလို့ရှိရင်သိခြင်းတရားဆိုတာရှိနေတော့မှာပဲ။ဒါကြောင့်လက်တော်တဲ့ဒီနေ့တရားနာဂမရှောမလာနိုင်တဲ့ဒီနေ့နဲ့မရှိပါဘူး။နေလုံးကြီးထွက်လာတာကြည့်လိုက်ထွက်လာတဲ့နေလုံးကြီးတရုပ်ရည်နဲ့သွားနေတာဘယ်ဘက်ကိုသွားနေတယ်လဲဆိုရင်ပြုတ်ပြောက်ကိုယ်ဝင်မှုအတွက်ကိုပဲသွားနေတာ။အဲ့ဒါနဲ့နေလုံးကြီးရေးချသွားနေတာပယ်ပြောင်းမှုတစ်ဘက်ကိုပဲရေးချပြီးတော့သွားနေတယ်လို့ဝိပါဒရဲ့တော်ရင်းတော်ရင်းလည်းသိကြကြဒီလိုပဲဥတည်ပြီးတော့သွားနေကြရတာပဲ။ဒီလိုလေးတော်ရင်းဟာသိမဲ့နေသိမဲ့အချင်းကိုစောင့်ပြီးတော့နေကြရတာပဲ။ဒီမဲ့နေတဲ့ဇေယျစောင်းနဲ့ရုံးကလှုပ်ရှားနေကြရတာပဲ။ဒါကြောင့်အထံကလေးမသေးခင်သင်္ကာလလေးခံတိုင်းကုသလံဒါနတိကသမထဥဒ္ဒောကုသိုလ်ကောင်းမှုကိုကတ္တရံပြုတဲ့မှာပြီ။ဒါမှသရိညာဝိပဿနာဝိပဿနာမြတ်သောအကျင့်ကိုလည်းပဲသရိတကံကျင့်သုံးရတာပါပြီ။အာသိတလိသောဥထိန်မှမိလောင်နေသောပုဂ္ဂိုလ်ဒီမိမိရဲ့ကောင်းမှလောင်နေတဲ့မိကိုလင်္ကာကနိဒာယတဲ့ကဲ့သို့ကောင်းမှမိလောင်နေတဲ့ပုဂ္ဂိုလ်တဏှာကနေပြီးတော့မိသားလေးထုံးနဲ့ပြည့်လိုက်လို့ကောင်းမှမိလောင်နေတဲ့ပုဂ္ဂိုလ်ဟာဒီမိဘသူဖြစ်လိုက်တာလဲဘယ်ကျမ်းစာကလာတာလဲမိရလည်းဘာလဲရှားမိလေးလားဖျောင်းနေမိလေးလားရင်းနေမိလေးလားတောက်ရတဲ့မိလာတဲ့အကြက်ကိုလည်းသိနေကြရှားနေကြမလို့ဘာမိလဲဆိုတော့လည်းစူးစမ်းနေကြမလို့လောင်နေတဲ့မိကိုမိအောင်မိဖို့ဒီတို့တဲ့အရေးကြီးဆုံးအလုပ်ပဲအဲ့ဒီလောင်နေတဲ့မိအောင်နှိမ့်တဲ့နေရာမှာလည်းအေးအေးသေးသေးငြိမ့်နေလို့မဖြစ်ဘူးနေနေမြန်မြန်တော့လောင်တဲ့ခတ်တော့တော့နေနှိမ့်နိုင်မှသိရတော့ကလုံးဝနိုင်တယ်အဲဒီလိုပဲဒါနသီလသမထနဲ့တော့ဥပဒနာလို့အားထုတ်တဲ့နေရာမှာလည်းအေးအေးသေးသေးအားထုတ်နေရမှာမဟုတ်ဘူး။အဲဒီတည်းကောဥတည်ဒီလောင်နေတော့ဘုရားလောင်နေမိဖို့သင်္ကန်းကငြိမ့်ပါရတဲ့ကဲ့သို့ဓမ္မသရိယံနဲ့တော့အဖြစ်ဝိပဿနာလို့ဆိုတဲ့ဉာဏ်တော်အဖြစ်ကိုလည်းပဲသတိယသိဉာဏ်သောတာကျင့်သုံးရနာပါပေတည်း